ကဲအားလုံးပဲကျွတ်စင် podcast ကနေတစ်ဖန်ပြန်လဲကြိုဆိုလိုက်ပါပဲဒီနေ့ cast ကတော့မြင်ရတဲ့အတိုင်းပဲကို Jason Slip AK Trash อ่ะကိုနဲတော့မိတ်ဆက်ပေးအောင်လားကွာကို Jason Slip AK Trash ဖြစ်ပါတယ်professionally director နဲ့creative director position professionally အခုလည်းလုပ်ကိုင်နေပါတယ်ခင်ဗျာလောဆယ်တော့ဘန်ကောက်မှာပေါ့ Yes ဟုတ်တယ်အခုဘန်ကောက်ကိုခုနေ့မှပြန်ရောက်တာ3ရက်လောက်ပဲရှိသေးတယ်ဒီမှာအခုရိုက်ကူးရေးလေးနည်းနည်းရှိရတယ်ခဏပြန်ဆင်းလာကမ္ဘောဒီးယားဩ Yes အဲ့တော့ကိုဒီကမ္ဘောဒီးယားနဲ့ဘန်ကောက်နဲ့အသွားပြန်မှာဟုတ်တယ်အခုကမ္ဘောဒီးယားမှာအခုလို့ဆို base ကမ္ဘောဒီးယား base ကမ္ဘောဒီးယား base ဒီမှာကျတော့ကမ္ဘောဒီးယားမှာအခုနေတယ်ပြီးဒီဘက်မှာ shooter နေပါရှိရင်အခုပြန်လာအဓိကတော့ဟိုမှာ visa နည်းနည်းလွယ်လို့အဲ့ကြောင့်ကမ္ဘောဒီးယား PC လေးဖြစ်အဲ့ဟိုဘက်မှာလုတ်လိုက် visa ရန်ကုန်မှာ shooting နေပါရှိရင်ရောပြန်ဖြစ်လာဗျရန်ကုန်ရန်ကုန်မှာ shooting နေရှိရင်မပြန်ဖြစ်ဘူးအခုရန်ကုန်ကမပြန်ဖြစ်သေးအခုလောဆယ်ပေါ့နော်ဟိုကဲပါဟိုဒီစားအဲ့လိုမျိုးလေးတွေရှိရောလေတချို့ဖတ်လေးညီလေးကိုဖြတ်လို့ရဖြတ်ပလိုက်ပြီလားပြီးပါအဲ့တဲ့အဲ့တော့ဘာတဲ့ပြောတယ်လဲကျွန်တော်ဒီနောက်မှာကျန်ပါโอเคမလားဒီဘောကိုတို့အချိန်နေတော့အခုလည်းဒီဘက်ရောက်လာပြီမပြန်ဖြစ်ဟုတ်ကဲ့ပါဟုတ်ဒါဆိုဟိုရန်ကုန်ကအလုပ်တွေကတော့များသောအားဖြင့်ကိုကြီးဒီ art directing creative directing နဲ့ပတ်သက်တဲ့ project တွေဆိုတော့လုပ်ဖြစ်တယ်ဟိုမှာအခု border ရှိတာပေါ့ဒီမှာဟို director တွေတချို့ director တွေမှာအာနိုးတို့လူပြောတို့ပြန်အဲ့လိုမျိုးပြီးရင်ကိုကြီးတငယ်ရင်းတွေပဲလို့ PK တို့ပါတချို့ရှိတယ်သူတို့ project တွေကြာရင်တော့ဟိုဒီကနေ art directing တွေပါရိုက်လုပ်ပြီးတချို့ music video ရရိုက်ဖြစ်တယ်ဒါပေမဲ့အားကြတော့ကိုနဲ့အရန်ရင်းနှီးရဲ့လူပေါ့နော် shooting တွေမှာကျတော့တော်တော်များ director မရှိရင်ကြတော့ရိုက်လို့အဆင်မပြေဘူးဟုတ်ကိုရန်ကုန်ကလူတွေနဲ့ရောအဲ့လို connection ရှိသေးတာအဲ့လိုဒီ local ဘက်ကဟိုလက်ရှိရိုက်နေတဲ့လူတွေနဲ့ဖြစ်သွားHello ကိုကြီးကြားလေးလားဗျရောက်ပြီလိုင်းကြသွားတာတစ်ချက်ဟုတ်ကဲ့ရခုနပြောနေဘယ်ရောက်လဲအောင်မသိဒီရန်ကုန်ရှုဟုတ်almost ကျွန်တော်ကြော်မေးရဟိုရန် local ဘက်ကလူတွေနဲ့ရောလို့ connection ရှိသေးတာမင်းကခုန local ဘက်ကရှိသေးတယ်ရှိတယ်လက်ရှိသေးရကိုကြီးရှိရဆိုလို့ artist တွေပေါ့နော်ချို့ artist တွေဆိုရင်ကိုကြီးနဲ့အဲ့လိုတချို့အတူအခု project လေး upcoming project လေးရှိတယ်ပေါ့နော်ဒီကနေအခုလှမ်းလုပ်ပြီးဟိုမှာကျတော့အကိုကအဓိကတော့ဒီအခု brand เนี่ยကို fit ပေါ့နော် fit ဟာနဲ့ပတ်သက်ပြီးကျွန်တော်ဘက်မှာအခု team တစ်ခုရှိရပေါ်လာရပေါ့လို့အာနိုးလူပြောတို့ထွတ်ကြီးရောရှိတယ်ပြီးတော့ရှိရော artist တွေနဲ့အကိုလို meeting တွေလုပ်ဘာညာပြီးသွားလို့ရှိရင်အခုဒီကနေဒီ direction တွေပြန်မှာ move out တွေအဲ့ဒီပါအကုန်ပို့ပြီးတော့ဟိုဘက်ကလူပြောတို့အာနိုးတို့သူတို့တွေကိုပြန်ပြီးတော့ရှင်းပြ meeting တွေထိုင်ပြီးတော့ရိုက်အဲ့လိုလုပ်ပြတယ်လူပြောဆိုတော့ဟိုမနေ့ကတော့အစ်တင်တာတွေ့လိုက်သေးတယ် fit ကဟို music video တဲ့တယ်ဟုတ်တယ်စေးစောဆိုတဲ့ဟုတ်စေးစောသူကထိုင်းလူမျိုးလားဟုတ်မြန်မာဟုတ်ကဲ့မြန်မာကင်မျိုးသူကကြတော့ဟိုသူကတော့ဝါသနာပါတာကြာပြီဒါပေမဲ့အခုမှသူစထွက်တာအဲ့ပုံyes yeah rock နဲ့တဲ့ပုံစံမျိုးလေးလို့ဟုတ်ကိုနဲ့ကျွန်တော်sorry မင်းပြောရနေပြောဟုတ်ကိုဒီနောက်ဆုံးရိုက်ထားတာဒီချမ်းမင်းမောင်ကျော်ဟာကိုဒီဘန်ကောက်နေပဲထိုင်ပြီးညွန်ကြားပါအကောင်ရိုက်တယ်ကြာပြီဟုတ်ကြာပြီရန်ကုန်ကမထွက်လာခင်တစ်နှစ်လောက်ရှိရန်ကုန်မှာတဲ့အခုနောက်ဆုံးမထွက်လာခင်ရန်ကုန်ကမထွက်ခင်နောက်ဆုံးရိုက်တဲ့အပုတ်ချိုးကြီးနဲ့အပုတ်ကတောင်ချုံနဲ့အပုတ်ကအခုမှသူထုတ်ပထမတစ်ပုတ်ကကြတော့ဒီဘက်အခုဘန်ကောက်ရောက်တော့သူတို့ချင်းမိုင်မှာလာရိုက်ကြတယ်ချင်းမိုင်မှာအဲ့ပထမရှေ့ပုတ်တစ်ပုတ်ရှိတယ်yes ကိုကြီးအကြောင်းပြောမယ်ဆိုကျွန်တော်တို့ဟိုကဘာဦးစားဟို life is too pressure အဲ့ကနေစပြောရတယ်တဲ့
အဲ့ကနေအဲ့တော့ဆိုဗျာကျွန်တော်ဘယ်လောက်7တန်း9တန်းလောက်ပဲရှိတယ်ထင်တယ်အဲ့ပေါ်lit ဟုတ်တယ် lit ပေါ်လာခါအစားဆိုအဲ့တော့ဆိုအဲ့ Zig တို့ဒီ Jace တို့ music video မှာဆို directed by Jason Slip ဆိုဟာဒီဘက်ကျန်းလာရတာပါဗျာဗီဒီယိုတိုင်းတော့ဗျာသိရလားအဲ့တော့ကျွန်တော်နားထောင်တဲ့တခြင်းနေ directed by Jason Slip ပါညာဟာကီရောအဲ့ကြောင်းလေးပါညာလောက်ပါဗျာ အဲအကြောင်းလေးဘာညာဆိုအဲ့လိုအကိုကြီးဟိုဒီ lit ရဲ့ base ပေါ့နော်အစလေးပေါ့နေနားပါနော်ဆိုတော့ lit ကအကိုကဒီ lit မလောက်ခင်မှာအကိုကအဲ့လိုဒီအကိုကြီးကိုယ်တိုင်လို့ဓာတ်ပုံဆရာအရင်တော့အကိုကအစဓာတ်ပုံဆရာအစဓာတ်ပုံဆရာဘွားအစ portrait တွေရိုက် graduation တွေ wedding တွေအဲ့ရိုက်တာပြီးတော့မှအကိုကဒီ video ပြောင်းတော့ video မှာလို့ wedding video တွေစရိုက်တာလို့ wedding video ရိုင်းအလှဝဲတွေရောကထိန်တွေရောစုံညာပဲရိုက်တာအကိုအဲ့အကုန်ရိုက်တော့ basic ပေါ့နော်အခု session နဲ့အခု session လောက်ကစတာဒီဟာဝါသနာပါ session လောက်စပြီးတော့ session လောက်စတော့လို့အိမ်ကတိတ်ပြီးမကြိုက်ဒါအဲ့နဲ့အိမ်ကလည်းမကြိုက်ဘူးပြီးတော့အကိုက10တန်းဟိုဒါတော့အကိုကပို့ဝင်လင်းသမားမဟုတ်တော့အကို10တန်းလည်းမအောင်သေးဘူးဒါ honestly 10အဲ့မှာ10တန်းကြာတော့တော်ပြီကွာငါစိတ်ဝင်စားဘူးလို့ဒီ10တန်းကြီးကိုစာကြက်ရည်ဝါသနာမပါဘူးလို့ကျန်တာအစားလွယ်လို့ကျန်တာအကုန်ဝါသနာပါတယ်ဟိုတော့ကတယ်graffiti ဆွဲတယ်ပကြီးဆွဲတယ်အဲ့ဒါကိုလောက်တယ်ပေါ့အဲ့မှာပို့ပြီးအားပါဓာတ်ပုံတွေရဝါသနာပါအဲ့နေပြောလို့ဝါသနာပိုင်းရလို့ဆက်အိမ်ကလည်းဖြစ်တော့ဟိုအိမ်ကဆင်းမလိုက်စိတ်ဆိုးပြအိမ်ကဆင်းပြီးအဲ့အခုဒီပဲတော့စရမ်းတာတော့ base ကိုလာတော့ပေါ့အဲ့ဒါလို့စားလုပ်ပြီးတော့ကိုအဲ့လိုခုနကပြောလို့ဝေနေရိုက်လို့ဝေနေရိုက်နေနေအဲ့မှာအကိုတို့ခေတ်တုန်းကဆိုကဒီ internet မှာကိုတို့ဒီ G-Talk ခေတ်တို့ Skype တို့ပြီး Meta Cafe တို့ဆိုရရှိ YouTube တို့ဘာလို့ကိုနိုင်ငံမှာမထွက်ခင်မှာ Meta Cafe ဆိုခေတ်ရှိတယ်ပါအဲ့ Meta Cafe ကအဲ့လို YouTube လိုမျိုးဗီဒီယိုတွေအများကြီးပဲတက်ဆိုတော့ကိုက Meta Cafe ခေတ်တည်းကကိုကလို့တချင်းနေနိုင်ငံခြားအစိုးရကအမှတင်ကြတာဆိုတင်တော့အဲ့ဒါကိုကြည့်ပြီးကြိုက်တာပါအဲ့ဒါပြီးတော့မှ YouTube Facebook စပေါ် YouTube ကိုယ်နိုင်ငံမှာတင်မှာ YouTube ပေါ်တဲ့ခါကျတော့အခုတော့ကအဲ့လို music video ကြိုက်လို့ရှာလို့ရပါတင်မှာ artist နာမည်သိရတဲ့ YouTube မှာရှာအကုန်ထွက်တယ်တင်မှာအဲ့လို video ကြီးရောအခုကအမှစပြီးပိုးပါအဲ့လို music video တွေမိုက်တယ်ကွာအခုကတချင်းရမ်းကြိုက်တယ်တချင်းကိုတော်တော်ကြိုက်တယ်ဒါပေမဲ့တချင်းတွေပါလောက်တာအဲ့လိုဒီတချင်းကိုအခု YouTube တက်တယ်အခုတချင်းကအခုရဲ့အရာမူပေါ်မူတည်ပြီးတော့တချင်းတွေပဲနားထောင်တာဘာမှမလုပ်စကားလည်းမပြောသိမ့်မပြောတချင်းပဲနားထောင်တာများအခုကအဲ့လိုမျိုးတယောက်တည်းမိုးလင်းတာနဲ့နားထောင်တော့အမှတချင်းနဲ့ဒီ visual နဲ့အခုစပြီးတော့ဝါသနာပါလာပေါ့နော် create လုပ်ချင်အဲ့နေစပြီးတော့လို့ wedding တွေရိုက်ပြီးတော့အခုပထမအောင်ဆုံး music video စရိုက်music video စရိုက်ရင်ကနေပြီးတော့ပဲအခု career ဒီ music mainly က music video နဲ့ပတ်သက်ပြီး music video director ပေါ့နော်အဲ့လိုလုံရင်ရနေပြီးတော့အမှ artist တွေရိုက်တယ်အများကြီးပဲ artist တွေပေါ့နော်အဲ့အချိန်တော့အခုလည်းအရင်ကမှဖြစ်သေးရောလက်ဆန်းတာရောလေ့ကျင့်တာရောတည်ရမှာလို့ artist တွေနဲ့အဲ့လိုရိုက်ရင်နေမှာနောက်ပိုင်းကျတော့အဓိကဒီ connection ဒီ lay ရဲ့အစပေါ့နော်ဟိုအကူက visual ကိုရိုက်ချင်ဒါပေမဲ့ဟိုအကူတို့မြန်မာနိုင်ငံရှိတဲ့ artist တွေအဆိုတော်တွေကိုအကူကလည်းဟိုလိုမျိုးအပြစ်မြင်တာလည်းမဟုတ်ဘူးဘာမှလည်းမဖြစ်ဘူးဒါပေမဲ့အကူကအရန် internet အရန်သုံးပြီးတော့အရန်ကြည့်တာအခါကျတော့အကူမှာ visual တွေကလုံးချင်တာကြီးအများကြီးပဲသိရမလားဟိုလိုလွယ်ပြအောင်အသေးကွက်တချင်းဆိုရင်ဗရင်းပေါက်တော့မှမှီမျက်ရည်လေးကြာပြီး like ကလေးက blat နဲ့အဲ့လိုရိုက်မှမဟုတ်ဘူးအခု present လုပ်ချင်တဲ့အရာသိရမလားရိုက် video ရိုက်ချင်အမှအကူ artist တွေနဲ့တချို့ artist တွေနဲ့ညှိမရသိရမလားအဲ့လိုဆို audience နားလဲမှာမဟုတ်ဘူးအဲ့ဆိုကြိုက်မှာမဟုတ်ဘူးဆိုတော့လေးအစားအဲ့ဒါချက်တာအဲ့လိုကိုလုံးချင်တဲ့ creative တွေအခုမြင်တဲ့ perspective တွေနဲ့အဲ့လိုမကိုက်ဘူးဖြစ်နေတာကွာအစိုးရနဲ့တော်တော်များများနဲ့ညှိရခါမှာပေါ့နော်ဒါကလည်းသူတို့ပြမဟုတ်တယ်မကိုကတော့ကိုလုံးချင်တဲ့ဟာကိုညှိချက်မရတော့အကွာဒါယူကဒီ music ဆိုတဲ့အရာကိုလည်းယူသွတ်တယ်ဒီ visual လည်းယူသွတ်တော့အခုအမှငါတခုတော့လုံးမရတော့မယ်ငါဒီတိုင်းတစ်ခါရိုက်လဲဒီတိုင်းအသေးခွဲဒါပဲတည်မှာလင်းမြဟိုအတွဲတွေရန်ဖြစ်စိတ်ကောက်ဒါနဲ့ပဲ present ဟို direct ကို indirect way နဲ့ presentation လုပ်ချင်တာပေါ့တည်မှာ visual ပြီးတော့ read လုပ်ချင်တာပေါ့ဒါပေမဲ့ပုံမှန်ဒီ typical ဒီလို storyline တွေဒီလိုဟာတွေကလောက်ရတာများလာတဲ့အခါမှာအကူကအဲ့ဒါ satisfy မဖြစ်တော့ထပ်ပြီး upgrade လုပ်ချင်တာလည်းပါတယ်ကိုပေါ့နော် okay ငါ different ဒါတွေကြီးပဲရိုက်နေမှာဆိုငါတခြား presentation နဲ့ပြမယ်ဆိုဘာလုပ်လို့ရမလဲစဉ်းစားရင်းနဲ့အမှ 8day rising ထွက်လာ 8day rising ပြီးတော့ curriculum လေး you guys already know that ဒီလေကအကိုရဲ့အစပဲ inspire reference inspire တွေပဲကွာသူကဆိုတော့အကွာအမှ
okay ငါလုံးကြည့်မယ်ပေါ့နော်ဒါပေမဲ့အစဝေဝါးနေတော့အဲ့နဲ့ logo တွေပါပြီးတော့ဆွဲပလိုက်တယ်ဒီ lit logo တွေပါဆွဲတော့လေ lit logo ကို lit logo ဆွဲတာဒီ Bud was not here Mr. Bud Oh I was yes shout out to Bud yes okay အဲ့ lit logo ကလည်း Bud yeah okay အဲ့တော့လည်းအဲ့လို Bud cycle okay yeah အဲ့လိုဒီ cycle ရမှာ but ဟိုတိလည်းမတိထားဘူးထင်လည်းမထင်တာအကိုက Bud နဲ့ခင်တာလည်းအဲ့လိုတယောက်နဲ့တယောက်တစ်ဆင့်ခင်တာတော့ဆိုအကိုအဲ့လိုမဟုတ်ဘူးအကိုဟို you know Instagram မှာ Bud ကိုတွေ့ရပါလို့ Bud ဆိုတော့ graffiti ကြိုက်တာ graffiti ပါ you know tag day graffiti နေတော့ဆိုတော့ဒါတွေကအကို street culture နဲ့နည်းနည်းအကိုနဲ့ရင်းနှီးရပါဟို industry ရဲ့လူနဲ့မသိတာပဲရှိတယ်ဒါပေမဲ့ online မှာအကိုအများနဲ့ like ရှာတယ်အဲ့တယ်အဲ့လိုနေရဆိုမှာ Bud ကိုတော့တွေ့သူဆိုရဆောင်းအောင်မိုက်သိရမှာ Bud ကဆောင်းအောင်ကျန်းတယ်ဆိုတော့သူလုပ်တဲ့ဟာတွေကိုကြိုက်တော့အကြိုက်တော့ Bud ကိုမေးရကျွန်တော်ဒီ logo လေးဆွဲချင်တယ်ဆိုပြီးလို့ရင်သွားလဲလုပ်ပေးမယ်ဆိုပြီးတော့လုပ်ဖြစ်တာတကယ်တော့ lit logo စဆွဲတာခုနကပြော lyrical lemonade တို့ AD rising တို့ inspire ဖြစ်တယ်ဆိုမှအကိုအဲ့အချိန်မှာအဲ့ရိုက်ဖို့ရကွာကိုတော့ risk များကွာဟို responsibility များတကယ်လုပ်မယ်ဆိုရင်တယောက်တည်းမနိုင် team လို့ပါဆိုအဲ့ဒါမလုပ်သေးဘူး lit logo ဆွဲမယ်ဒါပေမဲ့ကိုကြီးကဒီ music pop culture fashion အကုန်လုံးရောချင်ဆိုတဲ့ခါကျ lit ကိုအဲ့လိုအားလုံး represent ဖြစ်မဲ့ပုံစံမျိုး bird နဲ့ပေါင်းပြီးတော့ထိုင်ဆွဲကြနေရသူဆွဲတယ်ကိုကလည်းအကိုလိုချင်တဲ့ပုံစံလေးပြောနှစ်ယောက်ညှိနှိုင်းဆွဲပြီးအဲ့ logo လေးဖြစ်လာအောင်အဲ့ logo ကနောက်ဆုံး decision ကဘာမှမလုပ်ခင်မှာ logo က clothing လို့ clothing အတွက်သွား street wear တကယ်တော့ street wear ကို main တည်ပြီးတော့ logo ဖြစ်သွားတာဒါပေမဲ့အဲ့လိုဒီ culture အကုန်လုံးတော့ represent ဖြစ်မဲ့ဟာမျိုးပေါ့အခု style နဲ့အဲ့လို street wear သွားခြင်းအဲ့လိုဖြစ်ပြီးတော့မှ clothing ကိုမလုပ်လုပ်မယ်ဆိုပြီးလုပ်ပြီးတော့ clothing ကိုလုံးနေရင်းနဲ့အဲ့ဒီ 80 rise ကဇက်တိုက်တက်တာကွာအဲ့ချိန်မှာ80 rise ကအရန် hot သူတို့ရဲ့ peak အဲ့ Georgie တို့ Rich Brian တို့အဲ့တော့2019 2019ဒါပေမဲ့အဲ့လို Billboard တွေဝိုင်းသူတို့နံပါတ်1ကွာပြီးတော့ဟို Asia ဖြစ်နေတာကွာ founder ရတယ်တင်လားငါတို့ဒီဘက် South Asia ဘက်ကဖြစ်နေတော့အကွာပူအားတယ် okay ငါတို့မြန်မာနိုင်ငံလည်းအချိန်တွေတစ်ခုရအခွင့်ကြုံရမယ်ပေါ့ဒီက artist တွေတကယ် talent ရှိ artist တွေအများကြီးဆိုတော့ငါလုံးနိုင်လုံးကြည့်မယ်ဆိုအဲ့ clothing လုံးရတဲ့နဲ့အဲ့လို production ပဲရောက်သွားအဲ့နေပြီးအဲ့လို interview တွေစာရိုက်အဲ့လိုဒီ artist တွေကိုဒီ jamming session video လေးရိုက်and cover လေးရိုက်နေမှာကိုအလစ်ကိုစလုပ်ဖြစ်တာဆိုလစ်ကအဲ့လိုမျိုးအဲ့နေမှာကိုတယောက်ချင်းစီဒီကအဲ့လို visual လေးပဲအဲ့လို music video ပဲအကိုပေါင်းနေတာကွာလစ်ကပထမဆုံးဆိုလို့ရှိရင်ပထမဆုံး music video ဆို double J ရဲ့ drum အကိုလေး run လုပ်ခဲ့အထွက်က double J ရဲ့ drum နဲ့အကိုထွက်တာထွက်ပြီးတော့နောက်ပိုင်း artist တွေနဲ့လုပ်တာပေါ့နော်ပြီးတော့မှအကိုဒီအခု new theory ဒီ Zig in Jace in Hashi in J Power လေးဒီ John Derek 33 and သူတို့တွေပေါ့နော်ပြီးရင်မှာ producer ဆိုရင် producer ပိုင်းဆိုလို့ Samo ထက်ဆိုင်ပြီးရင် Vagary လည်းပါတယ် Vagary အဲ့လိုမျိုးဒီ production ပိုင်းမှာကြတော့အခုကလုပ်နေဒီ Butterfly Omega ဆိုတော့ Luke တို့ပြီးလို့ရှိရင် Brian with the Wine တို့သူတို့တွေကကိုကြီးအဲ့တော့ production အဖွဲ့ကအဲ့မှာပြီးရင်ကိုဝါနိုတို့ PK တို့ကိုကြီးတို့တစ်ဖွဲ့ပေါ့အဲ့တော့ production အဖွဲ့ကနေပြီးလို့ artist တွေစုရင်းနဲ့အဲ့တော့ကလည်းအဲ့လို contract ကြီးတွေပိုင်းနဲ့လောက်တာထက်ဟို artist တွေနဲ့အခုတော့ဟိုအကိုလစ်လို့တော့အကိုဘာမှ income မရှိဘူးလေဟိုဘာမှ profit လည်းမရှိဘာမှမရှိဘူးအကိုပြီးတော့အကိုဒီဓာတ်ပုံဆရာဘွားရဲ့ရိုက်လာစုရဲပတ်စံနေတာအကိုပြန်ပြီးပြန် run တာအဲ့လိုဆိုတော့အကုန်လုံးကဒီ A site ဆိုပေမဲ့လေ artist တွေအကုန်လုံးသူတို့အကောင်းဆုံးကြိုးစားတယ်ဆိုတော့ error တစ်ခုပေါ့နော် visual နဲ့အမှအကြမှာအကိုလက်ကြမှာအကိုရိုက်ချင်တဲ့ပုံစံမျိုးအဲ့လို free ရိုက်လောလောလတ်အကုန် raw shit အကုန်တချို့အားဆိုဘာမှမစီမံတော့တော့ location ကိုစီ location တော့ရှာထားတယ်အဲ့မှာတွားရိုက်မယ်အဲ့ရောက်မှ camera frame တည်တယ်စဉ်းစားတယ် perspective ကိုဘယ်လိုပြဒါပေမဲ့ချင်းရဲ့ move တွေ fight တွေအကုန်လုံးကတော့စီမျောပြီးသားပေါ့နော် like အကုန်လုံးကတော့ခံစားပြီးသားအဲ့ရောက်မှ on scene မှာအဲ့လိုချအဲ့ကြောင့်မှအဲ့မှာ perspective တွေအဲ့လို preparation လုပ်ထားရင် preparation လုပ်ပြီးထွက်တဲ့ result နဲ့တကယ် raw မှာထွက်တဲ့ result နဲ့ကွာ preparation ကျတော့ pre လုပ်ထားတာဆိုတော့ဒီအခုတို့ဒီ reference တွေပြန်မှာအစုံအဲ့ဒီပုံကခေါင်းထဲမှာထွေးနေအဲ့အနေ preparation ကြီးထွက်ပြီးတော့မှထွက်တဲ့ result နဲ့လို့ on scene ရောက်ပြီးတော့ raw ရိုက်ပြီးတော့အဲ့ raw မှာထွက်တဲ့ visual idea ကကွာအဲ့လိုမျိုးအဲ့အနေကိုလက်ကိုစပြီးတော့မှဖြီရောရမယ်ဗီဒီယိုအဲ့လိုအကြောင်းရင်းကနေပြီးစပြီးလုပ်ဖြစ်သွားလက်ကပြောရဆိုလက်ကဒီမြန်မာနိုင်ငံမှာအဲ့လို artist အဲ့လို collective တခုနေတဲ့အဲ့လို brand တွေကအဲ့လိုပထမဆုံးတော့ပြောလို့ရတယ်ကျွန်တော်ဒီလောက်ဟုတ်တယ်
အခု run နဲ့အခု run အခုစတော့အခုအစတော့လည်းအခုကိုယ်တိုင်လည်းအဲ့လောက်ကြီးသိရမလားကြီးပြီးအဲ့လောက်ကြီးဖြစ်သွားမှမမှန်တာ okay I will do my best သိရမလား the best အကောင်းဆုံးလုပ်မယ်ဖြည်းဖြည်းကိုယ့်ပုံမှန်လေးလုပ်နေရနေပြီးတော့ကြီးလာကြီးလို့ artist တွေရောက်လာ artist တွေကခေါ်ဖို့လည်းစိတ်ကူးမရှိခဲ့ဘူးအဲ့တော့တဆင့်ကွာဟိုအခု visual ထုတ်တယ် visual ထုတ်ပြီး artist တချင်းကောင်းရှင်းကောင်းအဲ့တယောက်ကနေတဆင့်အဲ့လိုမျိုးဒီကိုကျိုး list ကအရင်တော့ရှိခဲ့တဲ့ artist တွေအကုန်လုံးကအဲ့လို audition တွေခေါ်ပြီးအဲ့လိုခေါ်တာမဟုတ်အဲ့သူတို့အဲ့ network လေးသူတို့ကျောင်းကတငယ်ချင်းအဲ့လိုရှိတယ်ဟာကိုကြီးဒီတယောက်ကောင်းတယ်ခေါ်ပြောကြည့်မှာကိုအပြင်မှာတွေးကြည့်ရဲ jamming လုပ်ကြည့်ရဟာကောင်းတယ်တကယ်လည်းကောင်းတယ်ဆိုတော့ okay တကယ်ကောင်းတယ်ဆိုတကယ်ဖြစ်မှာပဲတကယ်လုပ်ရင်တော့ဆိုတော့အမချရအဲ့လိုဖြစ်သွားအဲ့အုပ်စုလိုက်ဖြစ်သွား spontaneous ဖြစ်တာပေါ့ yeah အဲ့ lit စပေါ်လာတော့ကလည်းဘယ်လိုပြောရမလဲမြန်မာပြည် scene မှာလုံးဝဟိုမမြင်ဘူးတဲ့အသွင်တစ်ခုအနေနဲ့ပေါ့ဟိုကိုကြီးခဏပြောလို့ပဲဟိုအဲ့အရင်တော့ကျောင်းအိမ်ခိုး clay box နာတော့ဆိုတော့နာမည်တော့မပြောတော့ပါအဲ့လို music video တွေဆိုသိရလားခါလာတက်ကွဲတဲ့ sorry လက်ကိုင်းနေ sorry ပြုတ်သွားတယ်ရင်ဝဲနာကြိုက်တယ် I don't know some shit like that အဲ့ဟာပဲဖန်တီးထန်နေတာဗျာသိရလားတခါလာလဲဒီဟာတခါလာလဲဒီပုံစံတခါလာလဲဒီ color grading ဒီပုံစံနဲ့ပဲရိုက်ပြနေတဲ့အချိန်မှာဒီကိုကြီးရိုက်တဲ့ဟာတွေကအဲ့လိုဘယ်လိုပြောရလဲကျွန်တော်တို့ဒီမြန်မာပြည် you တွေအနေနဲ့တိတ် yes မရင်းနှီးတဲ့ပုံစံမျိုးတွေနဲ့ပဲအဲ့တော့ yes အဲ့တော့ဆိုလေအဲ့လိုပြောဖို့ကောင်းတယ်အဲ့လိုဒီကိုကြီးတို့ရိုက်တဲ့လူဆိုပိုသိအောင်ကျွန်တော်တို့နားထောင်တဲ့လူတော်မှပဲဒီလိုဒီကအဲ့လိုတခုခုအဲ့လို follow လုပ်ပြီးတော့အဲ့လိုအမြဲအဲ့လိုလိုက်နားထောင်ရခံစားကြတယ်သိလား yes music video တွေထွက်တယ် teaser တွေပါတင်ဘယ်နေ့ထွက်ပါရဆိုတော့တော့ date တွေပါမှတ်ပြီးတော့အဲ့လိုထွက်တဲ့နေ့ အဲ့တော့ဟာစစ်ပဲတချင်းဟာဒီနေ့ထွက်တော့ oh shit okay ဒီရ thank you တကယ် thank you တကယ်အားဖြစ်စေ ကျွန်တော်စားတည်ရအကိုစားတည်ရစမ်းမောမှာစားတည်ရပါတော့ yes ဒီ summer give you my everything do you need someone အဲ့လိုအခုရိုက်တော့ဆိုအဲ့လိုတကယ်ခုနက raw shit ဆိုအဲ့လိုလောက raw ဆိုအဲ့လိုအဲ့ဒါတော့ဘယ်လိုရိုက်ပါညာဆိုမရှိဘူးအခုမှဟိုဒါပေမဲ့ကိုယ်တိုင်ကတော့ craving ဖြစ်နေတာပေါ့နော် team တစ်ခုလုံးကအဲ့လိုဒီ creative နဲ့ပတ်သက်တာဒီလိုလှုပ်ချင်တာ experiment လုပ်တာစမ်းတိုက်ချင်တာရှောက်လုပ်ချင်တာ craving အရင်ဖြစ်နေကြအရင်တည်းမှာအဲ့လိုလှုပ်ချင်တယ်ဖြစ်နေကြဆိုတော့အကိုတို့မှာအရင် risk မရှိဘူးအဲ့ချိန်ဟို team ပေါ်လည်းညီတာပါပေါ့နော်ဟိုအဲ့ချိန်ကဒီ league team ကအကုန်လုံးကတကယ် passion လေးဖြစ်ကြတယ်ဒါကိုယူတော့ကြတော့ရိုက်တာဆိုရင်ကိုက Vagary အိမ်မှာရိုက်တာ Vagary အခန်းမှာဟိုကရိုက်တယ်ပြီး zig ဝဲတဲ့ဟာဆိုရင်အဲ့တော့အကိုက style စရာမရှိဘူးအကိုကလည်းနည်းနည်း fashion ကိုစိတ်ဝင်စားတယ်ဆိုတော့အမှ Vegas ဟာကအကို thrift တွေကျူးလိုက်ညာစီမှာအကိုသွား thrift Vegas ကိုစင်ဒီကချဖြုတ်မယ်ပလက်တွေရောဇောက်ထိုးတွေရောဒီကောင်ကလောက်အကုန်ချမယ်ကွက်တီရအကုန်ကိုက်တယ်ပြီးရင်မှအဲ့ရိုက်တော့ဆိုမမဲလို့ Luke တို့ Brian လည်းပါတယ်အကုန်လုံးပေါ့အကိုစမ်းကြတခါလဲစမ်းတာကွာအကုန်လုံးပြော experiment လုပ်နေတယ်မှာရှောက်စမ်းပြီးလုပ်ကြည့်အဲ့လုပ်ကြီးညနေပြီးတော့ထွက်လာဟာ different တော့ဖြစ်လာပြီငါတို့ဒီဖွဲ့တည်ရမှာအဲ့လိုဟိုတယောက်တည်းလုပ်နေတဲ့အကုန်ပေါင်းပြီးတော့ idea ထုတ်အကုန်ပေါင်းပြီးကူညီပြီးရိုက်ကြတော့အဲ့လိုလေ result လေးထွက်လာအဲ့တော့ဟိုအဲ့လိုအမှန်တရားတွေတကယ်ပြီးတော့ပြီးတော့အဲ့လို artist တွေဆိုလဲအကိုလို့ဆိုအဲ့တော့ဒီအရင်တော့မြန်မာပြည်မှာရှိနေအဲ့လို norm တွေကိုထပ်ပြရပဲပြောလားဥပမာဗျာအရင်တော့အဆိုတော်ရေဆိုဗျာဟာဒီအဆိုပြိုင်ပွဲဝင်ပြိုင်ရမယ်ပြီးရင်အဲ့လိုဝင်တာဖြစ်စာချုပ်ပန်ရာချော့အခွေထုတ်ပြီးမှအခွေထွက်လာမယ်အဲ့လိုမျိုးကြီးရှိရဗျာသိရမလားအကိုကဒီတိုင်းပဲကိုခဏပြောလို့ဗျအခန်းထဲမှာကိုယ့်ကိုကြောင်းရင်းပဲထွက်လာတာပဲအဲ့လိုပြောဟုတ်တယ်အကိုကကြတော့ကအဲ့လိုဟိုအကိုအဲ့လို show ဒီလိုဒီအဆိုတော်တွေနဲ့ပတ်သက်တဲ့ဟာတွေအဲ့အကိုအဲ့တော့အဲ့မလက်မလောက်ခင်အကိုအဲ့လောက်ဒီစိတ်ဝင်စားတာအကိုတချင်းရမ်းကြိုက်တယ်အဲ့တခုနဲ့ပဲအမှအခုဒါပေမဲ့ 80 rising လို့ဒီ lyrical lemon လို့ပေါ်တဲ့အချိန်မှာအခုကအများကြီး inspire ဖြစ်စရာပါဆိုတော့အခုအမှကြည့်ရသူတို့ visual လေးကြည့်ရမှသူတို့ technique တွေသူတို့ content တင်တဲ့ဟာဆိုသူတို့ဘယ်လိုအထားမျိုးတွေတင်လဲအဲ့အချိန်တော့ကိုယ့်အတွက်ကတော့ inspire ဖြစ်စရာဒါပဲရှိအောင်ပြရ reference လားဟိုကိုရီးယားနိုင်ငံမှာမရှိသေးဘူးလေအဲ့ဒါနဲ့မှသူတို့ရဲ့ဟာမှာ reference ယူပြီးကိုကမတူအောင်ကိုယ့်ပုံစံနဲ့ကိုဘယ်လို style နဲ့ပြန်ပြီးတော့ audience ကိုချပြမယ်အဲ့ဒါကိုထိုင်လို့အဲ့လိုမျိုး marketing စာအုပ်တွေလည်းရှောက်ဖတ်ရတာပဲလို့စာအုပ်ကြီးဖတ် marketing စာအုပ်တွေဘယ်လိုလုပ်လဲစာအကူကဘာမှမတတ်ဘူးသင်တန်းလည်းအကူမတတ်ဘူးရိုက်ကူးကြီးလည်းအကူဘာသင်တန်းမှမတတ်ဘူးအကူက YouTube ကနေအဲ့လို self study ပဲ
လုပ်တယ်အကိုကအဲ့ဒါနည်းနည်းလေးဟိုဖြစ်စောက်ဖက် self study လုပ်ဟို marketing နဲ့လို့ lead content တွေတင်တော့ဆိုအဲ့လိုပဲ okay teaser တခုသူများရေတခုလောက်တင်တယ်ငါ3ခုလောက်ခွဲတင်လို့မရဘူးလားစိတ်ဝင်စားအဲ့လိုပဲစမ်းရတာပဲဒါဆိုအခုကျမှသူများရင်လည်းကြာမပြောပြဘူးအခုညီတို့ခဏပြောညီတို့အဲ့လို content လေးစောင့်ရတယ်ဆိုတော့အဲ့ဆိုငါလုပ်တဲ့ဟာလေးက it's work အလုပ်တော့ဖြစ်ခဲ့တာပဲဆိုစိတ်လေးပြန် feeling ရတယ်မသိဘူးခုနကကြီး မဟုတ်ကိုကြီးနောက်ရမှာအဲ့တော့ကျွန်တော်တကယ်ကြည့်နေတာဟို zig တချင်းဘယ်နေ drop မယ်ပါညာအဲ့လိုစောင့်ရပြင်ကိုအဲ့လိုလုံးလေးရှိရအဲ့လိုချင်းတစ်ပုတ်ပြီးသွားရင်နောက်တခြားဟာလေးရောတာသိရမလားအဲ့လိုညီလေးပေးလိုက်တာအဲ့လိုမျိုးကြီးဆက်ပေးရတယ်ရှိအဲ့လိုလေးသိရကျွန်တော်မှဟို zig ရဲ့ F5 တိုင်းတချင်းမှာဆိုဟိုနောက်ဆုံးမှာလေးဟို Catwelson ကိုအဲ့လိုနည်းနည်းလေးဟိုကြားနေရပုံစံမျိုးအဲ့တယ်လားဒါပေမဲ့အဲ့တော့ Catwelson ကထွက်ပြီးသွားတယ်ထင်တယ် Catwelson ထွက်ပြီးမှ F5 တိုင်းထွက်ဟုတ်တယ် Catwelson ထွက်ပြီးမှဟိုဖြစ်တယ်ဒါပေမဲ့ကျွန်တော်မှပြောတယ်အဲ့ F5 တိုင်းအနောက်ဆုံးတန်းမှာCatwelson တချင်းတန်ပပလေးဟုတ်တယ် F5 တိုင်းအနောက်ဆုံးရပြောင်းလဲတော့ကျွန်တော်တို့ရဲ့2019လားအဲ့လို2019ဆိုရခုနှစ်ကကျွန်တော်တို့အဲ့လိုအတန်ဆိုရဒီ form အနေနဲ့ရှိခဲ့တယ် as Catwelson ကဘယ်လိုပြောလဲတေချာ represent လုပ်နိုင်တဲ့တခြင်းပေါ့ကျွန်တော်တို့အတော့ဟုတ်တယ်ဇစ်အဲ့တော့ memory လေးတစ်ခုပေါ့နော်အဲ့လိုအကိုကလေးတော့ဒီ zig ရဲ့ EP လေး Lago EP လေးဒါကိုမထွက်ခင်ပါ zig ကအရင်တော့သူကအကိုကြီးနဲ့မတွေ့ခင်နဲ့သူကအဲ့လိုအရင်ကချင်းဆိုတယ်သူဆိုတယ်ရိုင်းမဲ့သူပေါ့ပါဒါပေမဲ့ကိုကြီးနဲ့တွေ့နောက်မှာသူအဲ့ Lago တချင်းကိုသူကအဲ့လို release မလုပ်ရဘူးဘာလို့မြန်မာနိုင်ငံ origin ရဲ့ပုံစံမဟုတ်ဘူးဖြစ်နေတယ်အဲ့ဒါတော့ तू က talent ရှိတယ် तू မိုက်ပေါ့ဒီ Lago ကြီးကအကိုရဲ့ perspective မှာတော့လုံးဝဒါကြီးက go ဒါကြီး shit တဲ့မှာ different လုံးဝ industry မှာ different ဖြစ်တယ်ကွာသူထွက်လာတဲ့ဟာတဲ့မှာကွဲတယ်ကွာ music အခုပုံမှန်နားထောင်နေကြအချင်းနေတိုင်း music ကိုတဲ့မှာအမှားလို့ဆိုင်ကိုလည်း short တော့လုပ်ချင်တယ်စံမိုးထက်ဆိုင်နဲ့သူ short စံမိုးထက်တော့စံမိုးထက်လည်း short and sang heroes yeah ဟိုတော့ကိုဂျေတော့စံမိုးထက်တော့ဒီဘယ်လိုပြောကင်မရာနောက်က and sang heroes အဲ့လိုအမှားဈေးကအဲ့လိုအဲ့လာကိုသူမထုတ်ရဲဘူးမထုတ်ရဲကိုကြီးအဲ့လိုဟိုထုတ်တဲ့ထုတ်ရဒါပေါက်မှကြီးတော့ဖြုတ်အပိရလို့သွားအဲ့လိုဟိုဒါတော့ artist ကကြောက်သူတို့စိတ်ပူတဲ့အပိုင်းသူတို့ရှိတယ်ဟိုသူအားကြောင့်သူ့ရဲ့ artist နဲ့သူဒီသချင်းကိုသူ origin ကြိုက်ပါမလားမကြိုက်ပါမှသူ့ကိုဘာတွေက judge လုပ်မှာဘာတွေကဝေဖန်လဲဆိုတော့ artist တိုင်းမှာအဲ့အတွေ့အရှိတယ်ပေါ့အဲ့အတွေ့တစ်ခုကပတ်တိုင်းကြီးရှိပြီးသားဆိုတော့အကိုလိုကိုကျိုးဆိုတာဟိုသချင်းတွေလုပ်တယ်ဒါတွေဒါလုပ်တယ်ဆိုမှလည်းကိုကျိုးလို produce လုပ်ခဲ့ရရှိတယ်ဆိုတဲ့အခါကျတော့ဟိုလိုမျိုးတကယ် position တစ်ခုအနေနဲ့ပဲခေါင်းစဉ်တက်ပြီးပြောပြပါတော့မှာ producer အနေနဲ့ပဲထားပါတော့ဒါပေမဲ့ producer ဆိုပြီးဘယ်လိုပြတယ်တကယ်နားလည်လွယ်အောင်လို့ရှင်းပြပါပေါ့နော်အဲ့လို producer ဒီလို music industry မှာလုပ်နေလို့ company ကလူတွေပဲဖြစ်ဖြစ်လို့ creator ပဲသူတို့ကလည်းနားလည်ဖို့လိုတယ်အပတ်တန်အောင်ဒီ artist တွေရဲ့ feeling ပေါ့နော်ဒီသချင်းတွေပေါက်တင်လာဒီသချင်းက audience ကိုပေးလိုက်လို့ရှိရင် audience မှာဆဲခံရမှာလားဒါ commercial mainstream သွားမှာလားဒါမှမဟုတ်ရင်တကယ် music ကိုကြိုက်တဲ့ music ကို crazy ဖြစ်တဲ့လူတွေကိုပေးချင်တာလားဒါမှမဟုတ် scale ကိုပြမှာလားပရိသတ်အကြိုက်လားဆိုတော့ခွဲတတ်ဖို့အဲ့ကြမှာကိုသွားခြင်းနဲ့ဒီ artist တွေ branding နဲ့ဟိုဟာ different ဖြစ်မှာဆိုတော့အမှအကို zig ကိုအလာကိုဟာမှာအကိုက zig ထုတ်ဖြစ်မှာပေါက်မှာဒီ album လုံးဝ different ဖြစ်တယ်မင်းလည်းကောင်းနေတာစံကြီးကြီးရတယ်မိုက်တယ်ပြောမှာကို okay ထုတ်တယ်ပေါ့အဲ့ဆိုပြီးတော့ကိုကြီးအားဆိုထုတ်မယ်ဆိုတော့ကိုကြီးထုတ်ဖြစ်တာအလာကိုကအဲ့ထုတ်တော့အဲ့လာကို album art တွေပါဆိုတော့ look တို့ပါလို့ပေါ့နော်ဟိုဖြစ်နေသူတို့ရိုက်ကြအကိုကနားကနေ shout out လို့ yeah look butterfly origami ဆရာကြီးဖြစ်နေဆရာကြီးဖြစ်နေလို့အဲ့လိုဘယ်ဆိုရင်အဲ့တော့ဆိုကိုအဲ့တော့ဆက်နေတဲ့ဗီဒီယိုဆိုကိုကြီးရိုက်ရင်မရိုက်ရင် Brian ရိုက်တယ်မရိုက်ရင် look ရဟုတ်တယ်အကိုတို့တွေ2018 2019အဲ့ဝင်ချင်းတဝိုက်ကဒီထွက်လာတဲ့ wave တစ်ခုလုံးကြီးဆိုရိုက်ထားတဲ့ဗီဒီယိုလေပြီးအဲ့လိုအကိုရိုက်တဲ့မှာအကိုအဲ့လိုဒါတော့အကိုရဲ့ဘော်လာတွေကို short out လုပ်တာပေါ့နော်တခါလေ podcast လေးမှာကိုကြီးရဲ့ဘော်လာနဲ့အာနုနဲ့ PK သူတို့က DP အနေနဲ့ဟိုကိုကျိုးဒီလက်မှာရိုက်ခဲ့ဟာအကုန်လုံးသူတို့အဲ့လိုဘာမှမဖြစ်ပဲနေလို့ကူပေးခဲ့အများအဲ့လို look to Brian နဲ့လည်းခင်းတယ်တူတူပဲသူတို့ချိုးရိုက်တဲ့ဟာဆိုလည်းကောင်း DP အနေနဲ့လုပ်ပေးကိုကြီးရိုက်တဲ့ဟာဆိုရင်တော့ mainly သူတို့နှစ်ယောက်ပေါ့နော်အခုတော့သူတို့လည်းသူကဆွဲနေကြတယ် shout out Arno shout out PK ပြီးနောက်တစ်ခုအကိုဒီ life is true treasure ဆို slogan ပေါ့နော် slogan
အဲ့ဒီ lit logo တွေပါလုပ်တဲ့အချိန်မှာလဲဒါအကိုရဲ့ cousin Z ဆိုတဲ့တယောက်ရှိတယ်ဂျပန်မှာအရင်တော့တချင်းတွေ reaction လုပ်တယ် အော်တည့်ရ ဒီ guys တည့်ရ Woofer Z ဆိုတော့ Woofer Gang လား Woofer Gang နဲ့ Woofer Z ဟုတ်တယ် Woofer Z ကသူ့အကောင့်ဟိုကနေမယ်ဟုတ် ဟုတ် အကိုဝမ်းကွယ် အကို cousin ကြောက်ပြီ my cousin ဆိုဂျပန်မှာဆိုအကိုလစ်စားတာလဲ तू ကလည်းအရေးကြီးတဲ့ကဏ္ဍမှာ तू လည်းပါတယ်ပေါ့နော်အကိုအဲ့ logo တွေလုပ်ချင်တဲ့အချိန်အဲ့လိုအကိုဒီ finance ဒီပတ်စံနဲ့ပတ်သက်ပြီး तू ကူညီပေးခဲ့တဲ့ဂျပန်နဲ့အကိုကဒိုင်လုပ်ချင်တယ်အကိုအဲ့အချိန်မှာကျတော့အရင်ကမဖြစ်သေးဘူးကွာ तू ကဟိုမှာလုပ်တွေပါရှိရဆိုတော့ညီကိုချင်းငါ့ပတ်စံခဏချီးပါအောင်ဘာညာဆိုအဲ့လို lit logo ဆွဲအဲ့လို partner ဆွဲအဲ့လိုလုပ်အဲ့လို तू က live is true treasure လဲ तू နာမည်ပေးထားအကိုကကြတော့အတူကဒီ LITT lit ဆိုပြီးပေးဟာမှာ तू အဲ့ဒါ slogan ပြန်ခွဲလိုက်တယ် life is true treasure အဲ့လို ဟောအဲ့ဆို life is true treasure မှဲ့ပြီးမှ lit လာတာဒါမှမဟုတ် lit ပြီးမှ life is true lit ပြီးမှ life is true treasure လာတယ် ဟာဆိုင်းရော ဟုတ်တယ်တော့အကိုနှစ်ယောက်အကိုနဲ့အကို cousin အဲ့အချိန်မှာကို brainstorming လုပ်တဲ့အချိန်မှာနော်ဆိုတော့အကိုကဘာလို့ဒီ LITT lit ဆိုပြီးပေးလိုက်လဲဆိုတော့ like အကွက်ဒီ hype ဖြစ်တဲ့ဟာပေါ့နော်ဒီနည်းနည်းအကိုကလည်းကိုရန်ဟိုအရင် hype နေတဲ့လူလည်းမဟုတ်ဘူးဒါပေမဲ့ဒီ music industry မှာ hype တည်ရမှာနောက်တက်တဲ့ generation ဒီ keep it going ပြန်မှာလို့ strong flame လေးပေါ့ အဲ့လိုဒီ flame လေးအနေနဲ့ပေးရအောင်မှာသူနဲ့တိုင်ပင်ပြောရင်းနဲ့နောက်နေ့ကျတော့ဟဲ့အောင်အမအကိုကလည်းမြန်မာလိုပြောလိုက်တာရှိရလို့ဘွာကြီးကနေတိုင်ကျင်းတဲ့ဆရာကြီးဆိုတာမြန်မာလိုအဲ့ဒါဘွာကြီးနေတိုင်ကျင်းတဲ့ live experience ကမြန်မာ version ကနေတိုင်ဆရာကြီး yes စားအဲ့လိုကအဓိကနေတိုင်ကျင်းတဲ့မနေ့လူတွေကမနေတက်လို့သာမကျင်းတဲ့ပဲတောကဖြစ်နေကြတဲ့မှာစိတ်ထဲမှာအဲ့လိုမျိုးဖြစ်နေဆိုတော့ကိုကတကယ် calm ဖြစ်ပြီးတော့ cool ဖြစ်လို့ရှင်ရအရာအမှ easy ပဲကို balance နဲ့ကိုထိန်းလို့ရတယ်ဆိုတော့အဲ့ဒါကို present လုပ်ချင်လို့အဲ့ဒါမြန်မာလူကနေတိုင်ကျင်းတဲ့ဆရာကြီးကိုပေးလိုက်တယ်နေ okay yes အဲ့လို yeah shout out to Zat my brother shout out to Zat ပါ လည်းပါအဲ့တော့ကျွန်တော်အဲ့လိုတွေးမိတယ်အဲ့လို link က merchandise အဲ့လိုထုတ်မလို့လားလို့လုပ်လိုက်သေးလို့ပဲအဲ့လိုဟုတ်တယ်အခု logo team တွေအဲ့လိုဟုတ်တယ်သူတင်ထားတယ်တွေ့အဲ့လိုဂျပန်အဲ့ ဟုတ်တယ် subway အဲ့လို yeah ဟုတ်တယ်ဟိုရန်ကုန်ကထုတ်ပြီးပို့သူစားလို့လုံးနေနေဟိုပြီးတော့အကို lit brand တော့ဆိုခဏပြောအကိုက operation ကတကယ်ဟိုအကိုကိုယ်တိုင်လည်းဟိုလိုကြီးအကြောင်းဆိုပြီးတော့သိရမှာ company ကြီးနဲ့အဲ့လိုကြီးထောင်ပြီးလောက်တာမဟုတ်ဟိုလိုတငယ်ချင်းတွေအကိုခုနကအာနိုတို့ PK တို့အကိုတို့ပြင်အကိုဘော်တော်တယောက်ရှိ skate တို့သူတို့နဲ့ပေါင်းပြီးကိုအဲ့လိုအခန်းထဲမှာဆိုင်းကြောင်းထဲမှာအခန်းအားပြီးတော့ပဲလုပ်နေကြဟို company တစ်ခုလိုမျိုး operation တစ်ခုလို brand ကနားလဲနားမလဲဘူးစံတော်နဲ့ချနေကြတာအဲ့ဒါတကယ်အကိုကိုယ်တိုင်လည်းအဲ့လောက်ကြီးသိရမဟုတ်ဘူးဝါသနာရ fashion ရလုံနဲ့ system ကြီးကတော့ထွက်လာပေါ့ assistant ကြီးကိုပဲ follow လိုက်နေအဲ့လိုကြီးဖြစ်ကုန်တာအဲ့ခါကျတော့ဟိုတဲ့မှာလုံဟိုလိုကြီးတိထားတာမဟုတ်ဘဲနဲ့ကိုယ့်အောင်လုံနေမှာတိတာပေါ့ဆိုတော့အမားတွေကလည်းအများကြီးပဲဟိုကအဲ့လိုဒီအမားတွေပေါ့နော်အမားတွေဆိုတော့ management နဲ့ပတ်သက်တဲ့အပိုင်းတွေတဲ့မှာကိုရန်ကလည်းအရင်အကိုတို့က director ရိုက်ရတာကိုပဲတိတဲ့ကောင်တွေကတဲ့မှာအဲ့လိုဒီ management တွေဟိုကပါလာတဲ့အချိန်မှာဘလို့ကစီကံမရှိတော့ဘူးတဲ့မှာရိုက်ပေးနေဒီပေးမိုင်းတာအဲ့လိုရိုင်းတဲ့မှာ system ကြီးနဲ့မသွားတော့error လေးအကြောင်းပဲအဲ့လိုမျိုးလေးတချို့ဟာလေး jam ဖြစ်တာပေါ့ error လေးတက်တာကျောင်းတက်လို့ကျောင်းရဲ့မင်းတဲ့လူကငကောင်တော့ကျောင်း August ဆင်းရတယ်အဲ့တော့ကျောင်းဆင်းအဲ့လိုကျောင်းရှိရတဲ့ data မှာ list တွေကတွေ့ဘူးကျောင်း yes ဟုတ်ရှိပါ damn you guys know ကိုတော်များတော့ notice ဖြစ်တယ် thank you so much yes အကိုလာတော့ပါအကိုဝဲလာပါအကိုတပွဲအကိုအုပ်လိုက်ကြီးညဘက်ဆိုရင်ညဘက်ကြီးကိုကားနဲ့ထွက်ပြီးကားစီးနဲ့လို့ညီတကောင်ရဲ့ကားနဲ့လို့ပတ်ပြီးစင်ပြီးကတ်တာပဲအကိုအဲ့လို over ကျောင်းနေရှိမှာကတ်တာတကုံတစ်ဆိုလို့ရှိရင်တကုံတစ်ရဲ့သူတို့ဟိုကြွေပြားအစိမ်းရောင်အကွက်ကြီးနဲ့ဆိုင်းမှုရှိအဲ့တကုံတစ်အောက်အလစ်လို့အပြည့်ကတ်တယ်လားလို့တောက်ရလာပြီဘိုးလေးဒီကားပေါ်မှာထိုင်ဆောင်နေတယ်ပြီးတော့ security ပဲဆဲဆိုပြီးသူအဲ့ဒါပြန်ခွာဘိုးလုံးခဲ့တာအားရ gangster အဲ့ဒါကြောင့်ဘာကြလဲဆိုတော့အခု idea လေးလို့
graffiti artist တွေတင်မှာ graffiti ဒီ street ဟိုဖြစ်တဲ့ဟာရဒီ graffiti မိုင်းဆိုရင် sticker သူတို့ရဲ့ tag တွေ sticker ထုတ်တဲ့ဟာလုံးဝဒါဟို culture ပဲလေအဲ့လိုမျိုးဆိုတော့ကိုကလည်းအဲ့အရာတွေကိုကြိုက်တဲ့လူဆိုတော့အဲ့နဲ့ okay ငါတို့ list sticker ထုတ်မယ်ကတ်မယ် let's go အဲ့လိုဒုံးမယ်ဆိုအကုန်ပတ်ကတ်အကြောင်းတွေအကုန်အင်းအားလည်း Augustine ရှိရတတိုင်းနေတော့အကုန်ပတ်ကတ် ကြောက်ပြီ အဲ့လိုလိုက်အဲ့လိုဆိုကြအခုဒီအခုညီတို့ဒီအခုလည်းဂျိုင်းပဲပေါ့ပါပဲ easy တော်ကြီးဖို့ရဆိုလို့ညီတို့ဒီကျွတ်စင်ကြီးအောင်ဘယ်လိုလုပ်ခဲ့ကြလဲအခုကတော့ရန်ဝမ်းတာဒီလိုထွက်ဒီ podcast တွေအခုတော့ဝမ်းတာဆိုတော့ကိုယ်ဆိုရင်ပုံမှန်အခုလို့ဆိုရင်အတိုင်းပြောပြမှာမဟုတ်ဘူးလေပြန်မှာကွာနဲ့ကိုဒီလိုဒါတွေကိုစိတ်ဝင်စားပြီး creative နဲ့ပတ်သက်တဲ့ဟာတွေအဲ့လိုမျိုးလုပ်တဲ့အတွက်ရှားတာဟိုလုံးနေတဲ့လူတွေတော့ရှိတယ်ဆိုပေမဲ့လည်းအရင်ပြန်မှာမများဘူးပါဒီလူနည်းစုတွေပဲရှိဘူးအခုကဝမ်းတာပေါ်တာအရင်ကထွက်ကြရလေအခု3ထားမိကြည့်ဖြစ်တယ်ဟိုပြင်လို့ပေဖို့တင်တော့ကလည်းကြည့်ဖြစ်တယ်ဒီလိုကပြီးတော့ဇီလေးတင်တော့ကြည့်ဖြစ်တယ်ဟိုးရှိတွေကအခုကြည့်ဖြစ်တယ်ဒဲကိုခါလည်းအခုကြည့်ဖြစ်တယ်အခုရှာတော့ပါ and thanks for having me ဒီလိုပါပြပါဟုတ်ပါရှာဘယ်လိုလုပ်ဖြစ်ကြရလဲအဲ Jose ဟိုက Jose စင်ကြီးနေပြောတယ်ဆိုတော့ဟုတ်ဥက္ကဋ္ဌကျွန်တော်စတာတော့မနစ်ကစတော့ကတော့ဒီလိုပါပဲအဲ့လိုဒီတိုင်းဟိုပေါ်လာခေါ်အဲ့လိုကြောင်းတော့အမှတ်တရရှောက်ပြောဒီလိုပဲပေါ့အဲ့လိုကနေဒီနှစ်ဆန်တော့အဲကျွန်တော် Delco နဲ့စပြောဖြစ်တာပေါ့ Delco နဲ့စပြောဟာအဲ့လိုဒီလိုကျွန်တော် team တစ်ခုပေါ်လာရောအစအဲ့လိုမရှိပါဒီတိုင်းပဲဟိုခရားရေလို့ရှောက်ပြောနေရပါသိရမလား yes ဒီလိုအဲ့လို creative တွေခေါ်ပြီးငါတို့အရင်ကလေးကဘယ်လိုပြောရလဲအရင်အဲ့လိုအရင်ကလေးက follow up လုပ်လာတယ်ဒီလို creative တွေအဲ့လိုခေါ်ပြောရင်မိုက်မယ်ပေါ့လို့သိရမလားyes ကျွန်တော်အဲ့လိုစဉ်းစားပြီးတော့စမ်းရရောဆိုမှအဲ့လိုပဲဟိုလူ DM ဒီလူ DM အကုန်လုံးကျွန်တော်ဟိုရင်တွေကအဲ့လို Instagram မှာရင်တွေ follow လာခဲ့ရတဲ့လူတွေကအဲ့လို DM ဟိုတယောက်ရ2ယောက်ရ3ယောက်ကမစိုးဝဲဆိုအဲ့လိုပဲဒီလိုရောက်လာမိုက်တယ်လိုအပ်တယ်တကယ်လဲလိုအပ်တယ်သိရမလားအဲ့လိုမျိုးရတယ်အကိုကိုယ်တိုင်လဲတကယ်တော့အရင်တော့လို့ podcast ကြီးပြောနေတာဒါပေမဲ့ကိုယ့်အောင်တယောက်လဲတော့အကိုကလည်းအရင် extrovert မဟုတ် introvert အဲ့လို social လဲအရင်မကြအိမ်ထဲမှာနေပြန်တော့အဲ့လိုပြီးတော့ပြီးတော့ကိုယ့်လုံးဆက်ရလောက်ငြိမ်တဲ့လူမျိုးယူရင်ကြည်လိုက်ပြန်အဲ့လိုမျိုးလူမျိုးပြေးပြီးတော့ podcast လုပ်ဖို့ကအရင် risk များကိုယ့်အတွက်ကိုပြီးကိုယ်တိုင်ကဘာပြောရမှာမသိဘူးပြန်မှာသူများမေးနေတာပြောပြတာပေါ့ကိုယ့်ကိုယ်ကပြောမှာလုံးကျင်ဆို Mike yes keep it going guys keep grinding ကျေးဇူးပါကွာအပေးနေဒီဟိုလောမှာ April လကုန်လောက်မှာတင်ပြတာ YouTube ဟိုအော် guest တွေခေါ်ပြီးတော့ဒီ Spotify ဒီလူနည်းစုလောက်ပဲဖြစ်နေဘာမှအဲ့လိုဟိုအရာမထင်ဘူးအဲ့ဒါကြောင့် YouTube channel တွေပါ create လုပ်ပြီးဥပမာ page စ run ဖြစ်တယ်ပေါ့ yes ကိုကြီး notice ဖြစ်တယ်အစကိုကြီးဟို Spotify မှာနားအရင်ဆုံးတွေ့တာတယောက် share တာကိုတွေ့ပြီးတော့အခု Spotify မှာနားထောင်နေတယ်ပြီးတော့မှညီတို့ YouTube မှာအကုန်ပြန်တခြားအဟောင်းတွေပြန်စတိုက်တင်လိုက်ပြီဟုတ်တယ်ဟုတ်တယ်အဲ့ Telco နဲ့ episode စကြောပါဟုတ်တယ်အခုတွေ့လိုက်ခဏဟိုစကားဆိုင်အကိုဟိုဒီ lit error ပြီးတော့ဟို ISSC ဆိုရင်မှလာမသိခဏလုံးလိုက်တယ်လို့ပဲအဲ့ဒါတော့တိတ်မကြလိုက်လို့ပဲဟုတ်တယ်အဲ့ဒါကိုကြီးလောက်တာမဟုတ်ဒီကကိုချင်းနဲ့တည့်ရညီဒီ black ဆိုတဲ့တရားကောင်းတယ် black သူလောက်တာမှကိုကြီးကဒီတိုင်းကူညီပေးရအကိုဟွာဖြစ်တာမဟုတ်ဘူးအဲ့တော့ကြောင့်ဒီအခုလက်အနေနဲ့ဒီ support လုပ်ပေးတာအဲ့လို branding တွေသူတို့ရဲ့ဟာကိုအကိုကင်ပေးတာဒီတိုင်းပဲကူညီပေးတာသူတို့ကအဲ့လိုပြီးတော့ဟိုသူတို့ရဲ့ music channel လေးညီတို့လည်းနားထောင်ဝင်ထင်တယ်ပြန်မှာအဲ့တော့အဲ့ခါကျတော့ကိုကိုမြန်မာနိုင်ငံအရင်မကြဲပြန့်ဘူးလူနည်းစုလောက်ပဲလုပ်တာဆိုတဲ့ခါကျတော့ကိုကသူတို့အဲ့လိုမျိုး okay ဒီလိုပေါ်လာတဲ့အချိန်တစ်ခုမှာဟိုအကိုဟို director ဆိုတာ director အနေနဲ့အကိုလည်း music industry မှာဒီ lit တွေပါလုပ်ထားရဆိုတော့ okay ဒီလိုမျိုး channel ပေါ်တယ်ဒီလိုလူငယ်တွေပေါ်တဲ့အချိန်မှာငါဘာများ support လုပ်ပြီးလို့ရမယ်ပေါ့ကူညီရှင်းတာဟိုသူတို့ကလည်းဟိုလိုကြီးမရှိဘူးကွာသူတို့ကတပိုင်းတစ်နိုင်လေးအကိုလိုပဲအဲ့လိုမျိုးကိုယ့်အကိုပဲဝါသနာပါလို့လုပ်နေတာကွာအဲ့အောင်မှအကိုကနည်းနည်းဒီ game တွေကိုတင်မှနည်းနည်းပို့ပြီးတော့ထင်သာသာလေးဖြစ်လာအောင်တင်မှ
လိုတဲ့ဟာလေးကို support လုပ်ပြီးကူပေးရိုက်ကူးယူပါလေးကူပေးသူတို့ branding လေးပါလေး logo လေးလုပ်ပြီး logo လည်းကိုပဲဆွဲပေးလိုက်တာသူတို့အဲဆိုစီအကုန်လုပ်ပေးလိုက်တာ ဒီကတော့ကိုလာပဲချပေးတာ အဲဆိုစီအဲ့လိုအကူပေးရ black တို့ကသူတို့ brand ကြအများကြီး OE 55H တို့ channel ချမ်းမှန်ပါတယ်လည်းရှိသေးတယ်အခုတော့သူတို့ disband လုပ်သွားပြီဟိုတလောပါပဲ ဟုတ် yes အဲ့တော့အခု run နေတာတော့ဒီက run နေတာတော့ vid ပေါ့ ဟုတ်တယ်အခုလောတဲ့အဓိက run နေတာ fit ကို main ထား run နေတာအခုတော့ fit ကကြောက်ဒီဘယ်လိုပြောရမလဲ lit နဲ့အဲ့လိုမတူတော့ကွယ်ရောเนาะ lit တော့ဆိုပြအခုပြောလို့ဒီ collective တခုဒီ culture youth culture represent လုပ်တဲ့ collective တခုအနေနဲ့ပဲပေါ့အခုကျတော့အကုန်လုံးတယ်ပဲပြောရမှာဟုတ်တယ် mini documentary လေးလည်းရိုက်တယ်အဲ့အနေပဲ music video တွေရိုက်တယ်ဆရာ event ပါလည်းရှိရအောင်ဟုတ်တယ် yes ဆိုတော့ဒီ Vic ကကြတော့အခုကြတော့ဟို strategy ပြောင်းသွားပါတော့အရင်တော့ lit ကတော့ကြတော့ record လေးပဲနေတယ်ပေါ့နော် record လေးပဲသွားတယ်အခု Vic ကြတော့အခုအရင်တော့ဒီအရင်တော့အခု error တွေပေါ့နော် error တွေအကုန်လုံးကိုပြန်အမှားတွေအကုန်လုံးပြန်ပြင်လာလို့ပြောရမှာအခုဒီ Vic မှာအရင်တော့အခု experience မရှိဘူး experience တွေအကုန်လုံးပြန်ပြီးသုံးသပ်ပြီးတော့အခုပြန်လို့ Vic ကကြတော့အခုကပြောရလို့ရှိရင်အခုက music media ဟို main ကတော့ music media ဒါပေမဲ့ pop culture အဲ့လိုသတင်းဆိုတာအဲ့လို media လည်းပါသွားတာပေါ့နော်ဒီ media artist creative fashion အကုန်ပါတယ်ဆိုတော့ media ကျတော့ scope ကပိုကျယ်သွားအောင် coverage ကဟိုမှာ label ဆိုရင်ကျတော့ကို label မှာရှိတဲ့ artist ကိုပဲကို support လုပ်လို့ရတယ်သူတို့နဲ့ပဲ deal လုပ်သူတို့နဲ့ contract ချုပ်ပြီးတော့တွားလို့ရတယ်ဒါပေမဲ့အခုကျတော့အဲ့လိုမတွားချင်တော့အဲ့လိုတွားတာကျတော့ scope ကပိုကျင်းတယ်ပို့ပြီးတော့ဟို industry ကိုချပြရတာကိုလိုရတဲ့ဟာလည်းဘောင်ကျင်းတယ်အခုဒီ Vic ကို media လို့ပြောင်းလိုက်တဲ့အခါကျတော့အကုန်ပါသွားပြီ media ဆိုတဲ့စကားလုံးတစ်ခုထဲမှာတည်းမှာပါတော့ scope ပိုကျတော့အခုလုံးပြခြင်းနဲ့ရတယ်အကုန်လုံးပိုလုံးပြလို့ရတယ်ပြီးတော့ပိုချပြလို့ကောင်းတယ် industry ကိုလည်းတည်းမှာဟို fashion ကဘာဖြစ်နေပြီမှာတကယ် channel ဖြစ်တဲ့ artist တွေဆိုလည်းအခုမှာ program တွေကများတယ်ကွာဟိုဒီ media ပုံစံမျိုးနဲ့ interview တွေလည်းရှိတယ်အဆိုတော်တွေကို event ထွက်တဲ့အချိန်တွေပါတယ်ပေါ့နော်ဆိုတော့အခုက program တွေကကြတော့ဒီ Vid Me ဆိုပြီး program ရှိအဲ့ interview session ရိုးမှာလက်လောဘာတွေလုပ်ဖြစ်နေလဲတဲ့ artist တွေပေါ့နော်ဆိုတော့အဲ့ဒါ Vid Me ပြီးရင်ကိုဒီ music therapy ဆိုတဲ့ program ရှိတယ် music therapy ကြတော့ဟို DJ live set လေးအဲ့လည်းအခုတစ်ခုပဲ release လုပ်กันပြီးအခုကလည်း program နည်းနည်းများတယ်ဟုတ်တယ် Nico ဆိုတဲ့တရား yes ဟုတ်တယ် Nico နဲ့ဟိုရန်အဲ့လိုပြောတယ်မျိုးတဲ့လမ်းတစ်ခုမှာအဲ့လိုလမ်းဘေးလေးမှာအထားကြီးမီးယူတာရန်ကုန်စာနိုင်ကြီးကနေကုညီတောင်းပြီးဦးမေးယူပြောအဲ့ဒါကနေကျိုးမီးယူဒီရင်စားကိုမီးတွဲပြီးခွက်ဟိုမြန်မာအဲ့လိုမျိုးလေးများရှိတဲ့အဲ့လို DJ gig လေးလေဟိုတခြားအဲ့လိုနိုင်ငံဆိုတော့ဟိုဒီ award အဲ့လို award show လဲအဲ့လိုပင်မင်းဆိုင်မှာလောက်တာတော့အဲ့လိုမျိုးအဲ့လို intimate ဖြစ်တဲ့ setting မျိုးတွေမှာပဲအတိရလား ဟုတ်တယ် coffee ဆိုင်တွေမှာလောက်တာတော့အဲ့လိုမျိုးပဲ yes ဟုတ်တယ်အဲ့လိုလေးများများရှိသေးတယ်အကိုလည်းအဲ့ဒါတွေကိုမြင်ပြီးတော့ inspire ဖြစ်ပြီးတော့တဲ့အဲ့လိုအကိုကျတော့အဲ့လိုဒီ culture နဲ့ဒီ lifestyle တဲ့မှာအဲ့ဒါလေးကိုတွဲပြတာပေါ့အဲ့မှာဆို Nico ဟာမှာဆိုရင်တချို့ frame တွေကအကိုတို့ဒီ lifestyle ရဲ့ဘေးနားမှာတင်မော်ဒီ round line ရှိတင်မော်ဒီ round line ရှိတင်မော်ဒီအကိုဒီဘက်က camera frame တည်ပြီးတော့ဒီဘက်က Nico ကတီးနေဟိုဘက်မှာဟိုဘက်ကတင်မော်ဒီ round ကိုထုနေရှယ်ချပြီးတော့ဟိုမှာ sub လုပ်နေအဲ့ဒါကြောက်တယ်ပါဟို environment နဲ့ lifestyle တင်မှာဘာဖြစ်နေအဲ့လိုအမအကို lifestyle ရိုက်နေနေလေအဲ့လိုဒီတန်ချောင်းကောက်တဲ့အမာကြီးတည်းအဲ့လိုအထောက်ကြီးနဲ့သူဝင်သူစိတ်ဝင်စားပေါ်တင်ကြီးကြရကြည့်ကြည့်လို့ဆက်စုလို့ရသူသွားကြည့်နီကိုအမေအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဟိုပုံမှန်ဟာကြီးတက်တင်မှာဟိုအကိုလိုအုပ်လိုက်ကြီးနဲ့ဒီလိုငြိမ်တဲ့အဲ့လိုပို့ပြီးစိတ်ဝင်စားအောင်ပေါ့နော်လူတွေမသိတဲ့လမ်းမှာသွားနေတဲ့တာမန်ဖြတ်တန်းနေတဲ့လူလိုမမြင်ဘူးတဲ့လူတွေကိုလည်းမြင်စေချင်တယ်ဒါကိုသိရမှာကိုအဲ့ဒီ music therapy ရိုက်တော့ဆိုအဲ့လိုရက်ကွက်လမ်းအဲ့လိုနာကြီးကအသိန်းတွေရောတိုက်ပေါ်ဦးလေးရောဘိုးတော်အကုန်ဆင်းလာအနီတွေရောဒါကြည့်တာဘေးတော့အများကြီးပဲ frame မှာဒါအကို vin နဲ့လူတွေအကုန်လုံးဝေးပြီးတော့9ရောက်လို့ရှိအဲ့အပြင်မှာတက်ရှိနေတော့သူတို့ကြောက်ဟာလေသူတို့သူများကြီးကြည့်နေ DJ ဆိုရင်လည်းနားကြီးရနော်စူညံနေရပဲတားတို့ဖွင့်နားမကြီးဘူးဒါပေမဲ့သူတို့ကကြောက်မသိဘူးအကိုကကြောက်အမျိုးလေးသွားပြီးတော့
electronic တွေဟိုဟာ base house အဲ့တော့ဖွင့်လို့မရဘူးလေဆိုတော့အဲ့လိုဒီ CD နဲ့ ambient နဲ့အဲ့လိုပြီးတော့ music therapy ဆိုတော့ခန်းဖြစ်တဲ့ဟာမျိုးပဲပြော jazz တွေ blue တွေအဲ့လို Nico နဲ့တိုင်နေပြီးတော့သူ play သူချင်းတွေဟိုဖြစ်ပြီးတော့လို့ ambient နဲ့ CD အဲ့လို chill အဲ့လို vibe တွေဖြစ်ပြီးတော့လို့လူကြီးကပြောလို့ဟာနားတော့ကောင်းတော့တချို့ဘိုးတွေ jazz တွေပါဖွင့်လာလားအဲ့လိုရလားဟာရအောင်အဲ့နောက်တစ်ခါလာဖွင့်ဟိုမှာခေါ်သေးတယ်ဟိုဘက်လမ်းထိပ်မှာသွားရိုက်တယ်နောက်တောက်ပြီးအဲ့လိုရိုက်တော့သိရတယ်ကွာဟိုကိုရီတိုင်းနဲ့ Orient ပြန်ဘယ်လို perspective နဲ့မြင်တယ်သူတို့ဒါတွေဘယ်လိုခံစားရလဲပေါ့ကိုရီဘက်ကလည်းပြန်မြင်ရတယ်ကွာဟိုသူတို့ကအရင်စိုးစိုးတွန်းတွန်းတဲ့မှာဟိုလက်မခံတာမဟုတ်အဲ့ depends ပေါ့တဲ့မှာအခြေအနေချင်းကားပေါ်မူတည်ပြီးကိုဘယ်လို flow နဲ့သွားဖြစ်တယ်လို့သူတို့ကကြိုက်တယ်လာဖွင့်ပါဦးနောက်ဆိုငါတို့တပိတ်လေးတောက်ရမှာအဲ့သူတို့ကဦးလေးတဲ့ဘေးကြီးလာပြောတာဘေးနားမှာအခုရိုက်တယ်ဘေးနားကိုလာမစိုးပါဘူး feedback လေးပြန်လူတွေကြိုက်ရတယ်အဲ့အကိုတို့တစ်ခုပဲရပြီအကောင်ကျော်နည်းနည်းစီစဉ်ရတာခတ်လို့ကိုရိုင်းလည်းအမှရံမှာမရှိတော့ဘူးဆိုတော့ဒီဘက်ရောက်တော့လေတဲ့မှာတခြားနိုင်ငံဆိုတော့လုံးချင်တယ်လုံးလို့မရတဲ့အားလေးရှိတော့အဲ့လိုချိန်နေရတယ်ပေါ့ဟုတ်ပြန်သွားရင်ခုနကအကိုဆက်ပြောအဲ့လိုဒီ music therapy ဆို program ကြီးရှိတယ်အခုကျတော့ documentary ဟိုဒီလိုလည်းကြည့်ဘူးမှတင်တယ်ကိုဒီကိုပြေဖြိုတဲ့ညို Zeno တော့ဟိုမှာဟို Roxy ရဲ့ဒီ Paddles of Being တော့ဟုတ်တယ်ပြန်လို့ Courage One graffiti artist ကောင်းစီကျိုးဟာလည်းရှိတယ်ဟုတ်တယ်အဲ့ဒါရောဒီကိုတိုးတွေအဲ့လိုသူတို့တွေအဲ့ဒါဆိုလဲကိုကြီးကအဲ့လိုလူငယ်တွေကိုပုံမြင်စေချင်တာကွာတင်မှာဒီနောက်ဒီ art ဒီຢာရင်းနဲ့ပတ်သက်ပြီးတော့လူတွေကဘယ်လိုလုပ်နေကြလဲဒီຢာတွေကဘယ်လိုဖြစ်တာလဲတင်မှာအကိုဆိုရင်မှန်တိုင်းပြောငငယ်တော့အကိုကအဲ့ဒါကြီး exhibition သွားလို့သွားမှာအကိုမသိရှိလားလည်းမသိ museum တွေပါလည်းမသွားဘူးဆိုတော့အကိုသိလာတဲ့အချိန်မှာဟောဒါတွေကိုမသိတဲ့လူငယ်တွေရှိမှာပဲဒါတွေကိုမြင်သွားရင်ဒါတွေကိုစိတ်ဝင်စားနေတဲ့လူတယောက်ကကွာအယောက်100မှာ1ယောက်ပဲဒီဗီဒီယိုကြည့်ပြီးသူ့အတွက်အကျိုးရှိသွားတယ်အကိုဝမ်းသာတယ်အဓိကအကို F feeling လေးကိုရစေချင်တာကိုယ်တိုင်က F feeling ကိုယ်တိုင်ဖြစ်ခဲ့ဘူးလားအဲ့လိုမသိဘူးအကိုတို့ဒီ18ကျော်20လောက်မှအကိုဒါတွေနားလဲလာဆိုတဲ့အခါကျတော့ငါသာစောသိခဲ့ရင်ငါပို့ပြီးလုပ်လို့ရမှာပဲဆိုအတွေးဝင်တော့အမှအကိုကအဲ့လို okay တကယ် artist တွေတကယ် creative တွေလူတွေလို့အကုန်လုံးအကိုအဲ့လိုရိုက်မယ်ငါတို့ဒီ program လေးလည်းထည့်မယ်အမှန်တိုင်းပြောရင်တော့ဒီပြပွင့်လည်းပြောရင်တော့ဟို the vice ပေါ့ပြန်မှာ vice တို့ဘာလို့အထားမျိုးပေါ့အကိုကအဲ့အောင်မှာအကိုကmusic တွေဒီ art တွေ fashion တွေအကုန်လုံးပေါ့ရောလိုက်တာအဲ့မှာ program လေးခွဲလိုက်အဲ့လိုဟိုဖြည်းချင်းစီပေါ့အကိုပြောလို့ဒီ vid ဆိုဗျာဒီ vice ကို reference ယူထားပြင်မဲ့ဘယ်လိုပြောရမလဲ vid ကဒီသူ့အနှစ်သာရနဲ့သူတော့ရှိရဗျာဟိုလိုဓာတ်ရိုက်ဟာကူချအဲ့လိုမျိုးတော့မဟုတ်ဘူးတည်ရလားဟုတ်တယ်ဟို lit တော့ဆိုတော့အဲ့လိုပဲဗျာကျွန်တော်မြင်လိုက်တာဒါတည်ရလား like ဘယ်လိုပြော88 rising အငွေတက်တော့ရရဗျာဒါပေမဲ့ဓာတ်ရိုက်ဘုံတိုင်း copy paste အဲ့လိုမျိုးမဟုတ်ဗျာကိုအငွေတက်နဲ့အကိုတို့အငွေတက်နဲ့အကိုတို့ဗျာဟုတ်တယ်အကိုအဲ့ဒါလည်းအဲ့လိုပေါ့ဟိုအကိုအဲ့လိုကြိုက်တယ်ဘာညာဆိုအကို reference ယူတယ် reference ကယူရမှာပဲလေတင်မှာလောက art တွေအကုန်လုံးကလည်းအကုန်လုံးက reference ပဲအကုန်လုံးက DI တွေကနေပဲကျင်လဲပြီးကိုယ့်ကို different ဖြစ်အောင်မတူအောင်ကိုယ် style ကိုဖြစ်အောင်ပြန်ဖန်တီးရအောင်ဒါပေမဲ့ဟိုအကိုလည်းလို့ reference ယူပြီးမှ okay ငါရဲ့ style ကဘယ်လိုလဲငါကိုလည်းကိုသိဖို့လိုတယ်ကွာငါ orient ကိုရန် orient ကိုချပြမယ့်အချိန်မှာဘယ်လိုပုံစံနဲ့ချပြချင်မင်းကဘယ်လိုအရသာကိုပေးချင်တာလဲသိရမှာဟိုဒီ program တွေကိုသူတို့နားလဲသွားဆိုတော့အခုဟိုညီလေးပြောသလိုပေါ့နော်ဟိုကိုတို့ရဲ့ပုံစံတစ်မျိုးတက်ရှိကွာဟို copy ခိုက်ကြီးမဟုတ်နေတယ် reference ရှိရဒါပေမဲ့ course style နဲ့ကိုအဲ့လိုမျိုးကြာ course style နဲ့ကိုကြာတော့အကိုရဲ့ pattern လေးရှိတယ်ပေါ့နော်ဒီတစ်ခုလုပ်ပြီးပါညာဆိုရင်အကိုရဲ့ style နဲ့လူတွေမှအကိုနာမည်မတက်လိုက်ရင်တော့မှဒီအောင်ကြည့်လိုက်ဒါသူရိုက်တာလားမသိဘူးဝေဇဝေဇဝါလေးဖြစ်တဲ့ဟာ taste မျိုးအကိုမှထည့်အဲ့ဒါတွေကအကိုရဲ့အဲ့လို edit post production လို့ edit ဘိုင်းမှာတို့ဒါကြရင် content တင်တဲ့အထာမျိုးတွေဘာလို့မှာအကိုအခုပုံစံကြီးသွားတယ်အဲ့ကြောင့်မလို့နည်းနည်းလေးအဲ့လိုကွဲတယ်ထင်တယ်အဲ့လိုဟုတ် yes အကိုအဲ့ vid မှာအဲ့လို artist တွေအဲ့လိုခုနပြောအဲ့လို media အဲ့လိုဟာမျိုးကြီးဒါကြတော့ဟိုအဲ့လိုအချင်းချင်းအဲ့လိုတီးလို့လုပ်ဖြစ်တာဒါမှမဟုတ်အကိုခုနပြောလို့ကိုယ့်ရဲ့ taste ရာဒီလို artist တွေသွားပြီးတော့လို့ကန်လာပြီးတော့လို့ရှိရဲအဲ့လို yes အကိုရဲ့ taste အရာပဲ taste အကိုရဲ့ taste အရာပဲ
ဒါပေမဲ့အခု media မှာအခုပြောလို့အခု media လို့ပြောလို့ပို့ပြီး scope ကျယ်သွားတယ်အရင်တော့ဟိုဒီ music နဲ့ပတ်သက်တယ်ဆိုလစ်မှာတော့ music genre လေးကနည်းနည်းလေးနေတယ်တင်မှာတွားတဲ့ပုံမျိုးလည်းမြင်ပါတယ်ဟို zik တို့ R&B အဲ့လိုမျိုးတွားများ hip hop တာနေတယ်ကွာဒါပေမဲ့အခုက hip hop ရမ်းကြိုက်ဒါပေမဲ့အခုဒီရမှာကျတော့ပို့ပြီးလွတ်လပ်သွားတော့အကုန်ပါတယ်တကယ်ဟိုဖြစ်တဲ့ artist ဆိုရင်တော့အခုကတော့အခုတွားပြောတယ်စိတ်ဝင်စားလား collab လုပ်ဖို့တင်မှာအဲ့လိုမျိုးအခုလောလောလုပ်နေတဲ့ artist တွေကြတော့လေလွတ်လပ်တယ်အခုက label လည်းမဟုတ်တဲ့အတွက်သူတို့เนี่ยလွတ်လပ်သူတို့ဘက်က music သချင်းကောင်းအောင်သူတို့လုပ်တယ်သူတို့ဘက် music right အဖြစ်အခုက visual ကိုကူပေးတယ်ဆိုတော့အခုဒီဘက်မှာဆိုအခုလောလောဆိုဒီ Bollywood ကိုလုပ်နေတာပေါ့နော် Bollywood ဆိုရင်အခုနောက်ထွက်မဲ့ဟာတွေအရှိက how are you အခုထပ်ထွက်မဲ့ဟာလည်းရှိမယ်သူ album တွေလည်းထွက်ဖို့ရှိသေးတယ်ဆိုတော့အဲ့ဆိုကိုကလည်း comment လုပ်တာဆိုတော့အဲ့လိုမျိုးလေလာဖို့ရှိဒါနည်းနည်းတိုးလေးချရတယ်တိုးလေး spy လိုက်တိုးလေးဆိုတော့လာဖို့ရှိရပါတော့ဟို Bollywood လည်းသူလည်းတင်နေပါတယ်နည်းနည်းသူလည်း hint လေးပေးနေဆိုတော့ဟိုအကိုကြီး RAM မှုရှိတယ်ဆိုတော့အဲ့လိုခုနကဆိုအကိုဘက်ကကျတော့ fake ကနေပြီးကိုကဒီ visual ဘိုင်းဒီ marketing ဘိုင်းဒီ content ဘိုင်းအဲ့ဒါကိုအကုန်စီစဉ်တယ်ကိုလုပ်ခုနက artist ကိုအကိုဘက်ကနေရွှေ့ရပါတော့ဘယ် artist နဲ့ဘယ်လိုလုပ်နေပါလဲဖတ်ဖို့ရှိသေးတယ်လာအောင်ပါဒီလာထဲမှာအများကြီးကြိုင်သေးတယ်ပြောပေးပါဦးပြောပြိတ္တကြီးတော့တခုလဲကျိုး spoil ရအဲ့လိုဒီ South Indian ဘာသာစကားနဲ့ဆိုတာအဲ့လို rap တစ်ပုတ်လေးရှိတယ် South Indian ဘာသာစကားနဲ့ကျောင်းပြီဒီမှာပဲဟာဒီဗီဒီယိုကိုဟိုတလောမှရိုက်ထားတာထပ်ရှိတခြား artist ကိုပြောတာ Brody ကိုပြောတာ artist Brody စားပြီBrody ကို Indian လို့ဆိုတာနားထောင်နေတာ will be there အဲ့ဒါကိုဟို Delco တို့ Brody ဝယ်နဲ့ဘလို့စရင်းနှီးသွားလဲဗျရန်စိတ်ဆိုသူတို့ပေါ်လာသူတို့နဲ့ဘယ်လိုလဲသူတို့ကအဲ့လို history တခုရှိရအဲ့လို memories လေးတခုအဲ့လို memories လေးတခုအကို list လုပ်တော့မှာပေါ့နော် list လုပ်တော့မှာအကိုအဲ့တော့အကို sound လောက်ရန်နာတော့မှာ sound လောက် error ပေါ့တင်မှာ artist အဲ့ခင်မှာကွာ sound လောက်မှာပဲ artist ရှာတာအကိုအဲ့အချိန်မှာ sound လောက်မှာပဲအကိုရှာဘယ်မှာမှမရှာအပြင်မှာမရှာတော့ကိုကတော့မြန်မာပြည်ရဲ့ SoundCloud final boss ကြီးပါဟုတ်တယ် no joke ဟုတ်တယ် no joke အကိုကအဲ့မှာအဲ့လို sound လောက်မှာရှာရင်းနဲ့တွေ့တာသူတို့အဓိကကို Will နဲ့အကိုကြီးနောက်မှခင်တာအဲ Yan Sage နဲ့ Dego နဲ့အရင်ခင်တာဆိုတော့သူတို့နဲ့အရင်တွေ့လို့အဲ့ဒါကိုကြီးဒီ lit လုံနေကြားမှာ duration နဲ့မှာအဲ့လို sound လောက်ကို Yan Sage ချင်းတော့တွေ့ဟာမိုက်ရပါနဲ့ဆိုတော့အကိုသူတို့ကိုသွားပြီးတော့စကားပြောတာ contact လုပ်တာ Instagram မှာလား Facebook မှာစကားပြောပြီးတော့မှYan Sage နဲ့ Dego နဲ့အခုအပြင်မှာတွေ့ရအဲ့ချိန်တွေကဒီကောင်နဲ့အဲ့လိုခံချက်တွေကခိုင်မာတယ်ခေါင်းဆောင်းခိုင်မာနှစ်ယောက်တော့ခိုင်မာအသေးခိုင်မာအရင်ခိုင်မာဘာဖြစ်လဲဆိုတော့အခုအဲ့လိုသူတို့ချင်းနေတာတော့သူတို့တခြားဟာတွေလည်းပြတယ်ကွာ release လုပ်တာချိုးပုတ်ပြချင်အေးအောင်လို့အဲ့တော့အကိုသူတို့ပဲလို့ဖျောင်းလို့မင်းတို့ချင်းဟာလို့နောက် 3-4 နှစ်လောက်လိုသေးတယ်လို့မင်းတို့အရင်ရှိရအောင်ဖြစ်တယ်ခဏစောင့်အောင်ပဲငါအခုလုံနေအောင်မှလစ်တောင်မှလို့အဲ့လိုဟိုလစ်တောင်မှပေါ့နော်တကယ် percentage နည်းလေပြန်မှာကိုလက်ကိုကြိုက်တဲ့ audience တကယ်အဲ့တော့ဆိုနည်းနည်းလို့ပြောလို့ရတယ်ပြန်မှာနည်းဆိုတော့ဟိုလိုမျိုးကြီးမြန်မာတိုင်းရဲ့တိုင်းနှလုံး audience ကြီးပြန့်တာမဟုတ်ဘူးကွာအကိုရဲ့ scope ကြီး niche ဖြစ်တယ်ပေါ့ niche ဖြစ်တယ်ပြန်မှာ niche ဖြစ်တယ်တော့ဟိုမင်းတို့ကအထက်နည်းနည်းပိုအရှိရောက်နေမရဘူးအဲ့နဲ့ငါရမ်းစိတ်ရှေ့အောင်ဒီမှာလို့ပြောဆိုပါဦးဒီမှာလို့ဆိုပါတော်ရင်ကိုဆိုပါအဲ့တော့ဒါကြည့်တော့ရေရောရမ်းစိအဲ့လိုချကွာအဲ့လိုမင်းတို့ကိုယ်ဆက်လို့ကွာလို့အချိန်တစ်ခုရောက်တော့ငါတို့အတွက်အချိန်ကြာတာလိမ့်မယ်အဲ့ပြောအတစ်ခေါက်ဒီကောင်နဲ့အဲ့လိုတွေ့ပြီးတည်းကကိုကြီးကိုမတွေ့တော့တာဒါပေမဲ့ခင်းနေတော့အဲ့လိုတစ်ခါကြာဒီကောင်နဲ့ keep fitness ဖြစ်တယ်ဆိုတော့အားပြောဖြစ်တာတော့ရှိရန်စိတ်နဲ့ကိုကြီးဘန်ကောက်ပြန်ရောက်တော့ပထမဆုံးတစ်ခေါက်ဘန်ကောက်ပြန်တွေ့ပြီးတော့ဒယ်ကိုကြီးကကြောက်နည်းနည်းလှမ်းသွားတယ်အဲ့မှာသာတိရတယ် personality တော့တိကြတယ်ခင်းနေကိုကြီးလည်းကြိုက်တယ်နားကောင်းအဲ့လိုခေါ်ပြောသိမ့်မရှိသူလည်းအခုဟိုရောက်သွားပြီဆိုတော့ရောက်သွားပြီဆိုတော့ရန်စိတ်နဲ့ကဒီဘန်ကောက်မှာဆိုရှိတယ်ဘလူးဝဲနဲ့လည်းနောက်ပိုင်းကျတော့လို့ခင်းလာတာအရန်ကုန်မှာခင်းတာဒီနေ့သူဒီ fake ကနေလုံးမယ်ပါတော့ရန်စိတ်နဲ့ဘလူးဝဲခင်းတော့တစ်ဆက်ခင်းသွားကြသူတို့နဲ့တမန်အဲ့လိုသူလည်းအတွေ့မင်းတို့ရန်ရှိရောက်နေသေးတယ်ခဏနေရန်စောနေတယ်မရလောက်သေးဘူးဒါကျွန်တော်တို့က squad sunrise run ချကွာ squad sunrise အဲ့လိုအဲ့ဒီ Broadway ရဲ့ဒီနောက်ဆုံးထွက်လာတဲ့ how are you အကိုရိုက်ထားလားဗျ
နောက်တော့ဟာအကိုရိုက်တာမဟုတ်အကိုတို့ဒီ Vic ကဒီတန့်ဝေအောင်ဆိုတဲ့။အကိုဒီ Vic production ဒါရိုက်တာလုပ်ရိုက်တာ။အဲ့ဒါအကိုမပါဘူး။ How are you Indoလေးအဲ့လိုရိုက်တာ။ taste shout out ကိုတန့်ဝေအောင် ကိုတက် shout out Mr. Tat တော့ကိုကြီး Vic ဟိုစကြတဲ့အဲ့လို Vic စတော့ကိုကြီးနဲ့သူနဲ့2ယောက်ပဲစတာ။ Vic စတော့ကိုရိုက် interview တွေတွားရိုက်တယ်သူနဲ့ကိုကြီးပဲပြောရဖြစ်နေချင်းမှန်ပါတယ်ထပ်ရောက်လာကြတာအခုကတော့တချို့ဟာဒီဒါရိုက်တာလို့ကိုကြီးကကြတော့ဟိုဒါရိုက်တာလို့ဆိုမဲ့ကိုကြီးတခြားဟာလေးလည်းရှိတော့အကုန်လုံးတော့ဒီ vid မှာတော့အကိုကအရင်လိုမျိုးအများကြီးတော့မရိုက်တော့ဘူးနောက်လူတွေအကုန်နဲ့ခင်နေကြီးရှိခင် like ခင်တို့အမှကျော်စင်ဆိုးတို့လည်းနောက် generation ကဟိုဖြစ်ပြီးကျော်ကြီးတို့ခေါ်တာကိုကဒီကောင်တွေပေါ့ဒီတန့်တို့သူတို့တွေကိုပဲကိုကလိုမျိုးခွဲပြီးတော့အတူတူရိုက်ကြတော့သူတို့ခွဲပြီးနောက်ပိုင်းသူတို့လည်းရိုက်ကြဒီလိုပေါင်းပြီးတော့ဆိုတော့ထပ်ဖို့ရှိရင်မျိုးပြီးတော့အခု Vic ကနေထွက်มาရှိလာမယ် stay tuned ပေါ့ stay tuned ဒါလည်းဟိုစကားဟိုဝူဂါဆက်ရောက်ကိုဘယ်လို link up ဖြစ်သွားလဲဗျ ဘယ်လိုလဲဟို ground တယောက်လေကိုပြေပြောတန်ကြိုတကယ်ချင်း ground ကဖီနဲ့အဲ့မိတ်ဆက်ပေးတာသူနဲ့ခင်တာဖီနဲ့ခင်တာအပြည့်ပြိုးနဲ့ရန်ကုန်မှာဒီဇီနိုပွဲလုပ်တော့ဟိုသူ့ကိုကိုကြီးကဖီလို့ခေါ်တာသူ့နာမည်ဖီကိုကြီးကသူ့ဖီအဲ့ဒါရတော့နာမည်စုံတယ်သူနာမည်အများကြီးပဲအဘေးကလည်းနာမည်စားနာမည်အများကြီးပဲသူ့ကိုကြီးဖီလို့ဖီတစ်လုံးပဲသူနဲ့အဲ့လိုရန်ကုန်မှာပေါ့နော်ရန်ကုန်မှာအဲ့လိုပြိုးပွဲမှာသူလာပြီးပါပြဖွင့်တော့သူဖွင့်တော့မှကိုကြီးနဲ့ခင်ပြီးတော့ဒီမှာစကားပြောပြရင်လည်းကိုကြီးလည်းဘန်အောင်ရောက်တော့ကိုကြီးဟုတ်ကတ်လုပ်ဖြစ်တယ်လို့ပြေဖြိုးပဲလမ်းခေါ်ပြေဖြိုးက ground လာခဲ့ကြည့်စင်ပါစကားပြောကြပါညာအဲ့တိုင်းဟန်အောက်လို့နေခင်သွားပြီးတော့မှပြီးတော့ပြေဖြိုးကပြန်သွားရန်ပြန်သွားပြီးကြိုင်ခဲ့တော့ရိုက်ချင်တယ်ဆိုတာနဲ့ကိုကြီး documentary ရိုက်ပါညာလို့ ground ဘန်အောင်နဲ့လုပ်ဖြစ်တာတချို့ဟာအမေကိုအဲ့ဗီဒီယိုကိုမတွေ့တော့လို့ပဲကျွန်တော်ဟိုနေ့ကပြန်ရှာဟုတ်တယ်အဲ့ပြန်လိုက်ရပါလေဟိုအဲ့ artist ကြီးကြသူကအခုသူနောက်တစ်ခုသူလုပ်ဖို့ရှိတယ်လုပ်ဖို့ရှိတော့ဒီ digital တွေမှာသူ့ရဲ့အရင်လုပ်ခဲ့ဟာကိုခဏဖြောက်ချင်တယ်ခဏဖြောက်ပေးပါအဲ့လိုမျိုးလားအဲ့ okay ငါဒီကောမေးတာမဟုတ်ဘူးမင်းဘာဖြစ်လို့လဲ what's wrong တဲ့မှာဘာဖြစ်တာလဲမဟုတ်ဘူးတဲ့တစ်ခုလုံးစရာရှိရငါ identity အကုန်ပြန်ဖြောက်ချင်တယ်ငါ့ကိုဖြောက်ပြီး okay ဟုတ်ပြီဖြောက်ပေးမယ် artist ကပြောဖြောက်ပေးရအောင်တဲ့အကုန်ပြန်ဖြောက်ပေးတာလုံးဝတကယ် low key အဲ့လိုမျိုးလုံးဝ spotlight ကိုလုံးဝမကြိုက်တာအဲ့လိုဟုတ်တယ်အဲ့ပြက်တွေကွာဟိုတော့မနေ့ကဘန်ကောက်သွားတော့သူ ground သွားလေတယ်လေအဲ့ပဲတော့တွေ့တယ်ကျွန်တော်လည်းတွေ့စကားတွေပါပြောဟုတ်လားတွေ့လိုက်သေးလားတွေ့လိုက်yes ကိုကြီးနဲ့ဟိုကျွန်တော်နဲ့ဟိုဇီနိုမှာတွေ့ဘူးပဲခဏပဲဟုတ်လားဆုံလိုက်လားကိုစကားတွေပါတော့မပြောပြလိုက်အဲ့တော့အကိုနောက်ဖက်မှာနောက်ဘက်မှာဟိုဘက်မှာ why what တဲ့ညာလေလူမလောက်ဘူးဝိုင်းဘူးအဲ့တော့ခဏဖီက तू ကစားတာ he's also niceစားအဲ့လိုခါရတော့စားအဲ့လိုအေးဟုတ်ပြီဖြစ်နေတာလို့ပြီးဟိုတည်းကျွန်တော်ကိုပြေဖြိုးနဲ့ပြောနေတော့အဲ့လိုဖုန်းတွေတောက်လျှောက်တကွန်းကွန်းစားနေတာဟုတ်လားအဲ့ကဘာမှမပြောပြန်ချအောင်ဒီကစားပါရဲ့ခင်တော့ကိုကြီးနဲ့လည်းတော်တော်ခင်သွားတယ်လို့ပြေဖြိုးမိတ်ဆက်ပြီးလို့ခင်သွားသူတခုရိုက်စရာရှိရရိုက်ရှိတယ်ဘာညာဆိုလို့ကိုကြီးကိုလှမ်းပြောသူလည်းစိတ်ကပြန်တယ်အခုရောက်ငါရိုက်ချင်နေပြီမပြန်မလာတော့ဘူးလားဘန်အောင်ငါလာမယ်ငါလည်းရောက်ရောရိုက်မယ်ဒီုံးသွားငါမူးမပါသေးဘူးโอเคပြီးရောစားyeah တော့ကိုကြီးဒီ fit နဲ့နောက်ပိုင်းရောဒီ future plan ရောဘာဘယ်လိုဆက်လုပ်ဖို့ရှိမလဲအခုဒီလိုဒီတိုင်းပဲဆက်ပြီးထုတ်မှာအဲ့လို point တစ်ခုပေါ့အခုဖြစ်ချင်တဲ့ဟာကိုဘယ်လိုဖြစ်ချင်တဲ့ဟာဆိုရင်အကို goal ကတော့အဓိကအခုချိန်ဒီ international ကိုတက်ချင်လို့မှန်းပြီးလုပ်ခဲ့အခုချိန်ဒီအဲ့အိမ်မှာကတော့မဖြစ်သေးဘူးတဲ့မလားဟိုဖြစ်တော့မယ်ဆိုတဲ့အချိန်မှာလည်းအကိုနိုင်ငံအချိန်ကြီးရောက်အဲ့လိုမဖြစ်သွားရရှိတော့အကိုကအခုဒီ Vic ကိုကြာခုနကပြောဒီ international က artist တွေနဲ့
အဓိကတော့ကိုကဟို international artist တွေနဲ့အခုမြန်မာနိုင်ငံတကယ်တော်တကယ် talented ဖြစ်တဲ့ artist တွေနဲ့အခုက collab project တွေလုပ်ပြီးချက်တယ်အခုရဲ့ကိုပဲအခုရဲ့ကိုကအဲ့ဒါမှ international ချပြချင်တာပေါ့မြန်မာနိုင်ငံကဒီ artist တွေဘယ်လောက်ထိပါဖြစ်ကြဘာလို့ဆိုကိုယ်နိုင်ငံမှာ new လဲ music ကိုပါဖြစ်တဲ့လူတွေပဲဆိုတင်မှာဟိုတကယ် talented ဖြစ်တဲ့ artist အများကြီးရှိတယ်အခုနိုင်ငံမှာတင်မှာအဲ့လိုချိန်နေကြောင့်တင်မှာဟိုဘဝအတွက်ရုန်းကန်နေရတာကြီးအများကြီးချိန်နေကြောင့်ဝါသနာပါရဲနဲ့ရက်လိုက်ရတဲ့လူတွေရှိတယ်ဆိုတော့ကိုကလည်းအဲ့ဒါတချင်းကိုယူတော်တော်အဲ့လိုမျိုးဒီကအဲ့လို international ကိုသွားနိုင်အောင်ပေါ့နော်နီးမှန်လမ်းမှန်နဲ့ပေါ့နီးမှန်လမ်းမှန်နဲ့တကယ် professional ကြတကယ် artist ဖြစ်နဲ့ international artist တွေနဲ့ collab လုပ်ပေးနိုင်အောင်ကိုကအဲ့ဒါစူးစမ်းအဲ့ဒါကိုပေါ့ဒီကဟုတ်အဲ့လိုပြင်အဲ့လို artist တွေရဲ့ album တွေတင်မှာ album တွေလည်းထုတ်ပေးရင်ပြောအောင်ကိုက budget ရှိတာမဟုတ်အဲ့လို sponsorship တွေနဲ့ပေါ့နော်ဒီ artist တွေတကယ်ကောင်းတယ်တကယ်ရှိတယ်ဆိုတော့ artist တွေ album လေးထုတ်တာလည်းရှိတယ်ဒါပေမဲ့ကိုဂျီရိုကကျတော့ record label မဟုတ်ဘူးတင်မှာဟို music label လားဆိုတော့မဟုတ် media အနေနဲ့ပဲငါတို့ကဒီဟိုပြောရလို့ရှိရင် service ပေးတဲ့သဘောတင်မှာဒါပေမဲ့ talented ဖြစ်တဲ့ artist တွေတော့ကိုယ်တိုင်ရှာမယ်သူတို့ရဲ့ marketing တွေဒီ content တွေအစား value တွေအကုန်လုံး creative နဲ့ပတ်သက်တဲ့ဟာအကုန်လုံးကိုဂျိုက responsibility ယူပေးမယ်သူ့ဘက်ကချင်းအောင်သူအကောင်းဆုံးလုပ်ဖို့ပဲလို့အဲ့ဒါမှကိုဂျိုကဒီသူတို့တွေဟိုဘာတွေလုပ်လို့ရမလဲ sponsor ဖြစ်ဖြစ် collab project တွေပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးပေါ့အခုလည်းအဲ့လိုမျိုးဒီကိုဂျို collab လုပ်မဲ့ company တချို့ရှိတယ်ဟို record label တခုနဲ့ကိုဂျိုဒါပေမဲ့မြန်မာနိုင်ငံကပဲမြန်မာနိုင်ငံသားတွေလုပ်တဲ့ label တခုပဲအဲ့ဒါ upcoming လာလို့ရှိတယ်အဲ့လို stay tuned ပါဘောကိုဂျို Vinner လို့ collab အဲ့လိုမျိုးရှိတယ်အားလေးရှိတယ်အဲ့ဒါကတော့ဒီတိုင်းမပြောပြဘူးလူပိုစိတ်ဝင်စားအောင်ပေါ့နော်ပိုမြန်အောင်ပေါ့တည်းအဲ့ဒီနဲ့ပြောဟို spoil နေရကွာအဲ့လိုပိုပြီးလူစိတ်ဝင်စားတကယ်လဲလာမှာဖြစ်တဲ့အတွက်တည်းမှာလူခါ spoil လိုက်အဲ့ပြီးတချို့အဲ့လိုဒီ DJ artist တွေပေါ့နော်ဒီ artist တွေဆိုတာမြန်မာနိုင်ငံကတချို့မြန်မာနိုင်ငံ artist ပါမယ်ပြီးတော့ Moscow တို့ပြီး Moscow ကတချို့ artist တွေပါမယ်ပြီးရှိသေးတယ်အဲ့လိုပေါင်းပြီးတော့ Bangkok collective artist တွေနဲ့သူတို့အဲ့လိုမျိုး visual သူတို့အဲ့လို music နဲ့ပတ်သက်ပြီးတော့အဲ့လိုဟာရှိသေးတယ်အဲ့ဒါလည်းကိုဂျို fit နဲ့အဲ့လို partnership အဲ့လိုမျိုးလုပ်မဲ့ခါရှိတယ်ဆိုတော့အများကြီးထွက်လာ stay tuned လေးပါ stay tuned fit Instagram page ကို follow ထားကြပါဦးပို့ရတယ်အရင်ကြီးကြောင်ဝင်လို့ကဖြစ်နေလားမသိဘူးငါပြောတယ်ဟုတ်ပါဘူးပဲ plug ကိုလည်းတော့ပါ plug ကိုအဲ့ဒါ yeah thank you ပါလားso အဲ့ဒီလိုမျိုးကို run နေရအဲ့ yes ဟိုခုနကဘန်ကောက်ဆိုမှကို Vessel ရဲ့ member ဝင်ဟုတ်တယ်နော်ကို Vessel collective ဟုတ်တယ်အခုပဲမရောက်လာလားဟုတ်တယ် Vessel collective Vessel member ဝင်ဒါပေမဲ့အခုလောဆယ်ကိုကြီးအရင်ဟို participate မလုပ်နိုင်သေးဘူးဘာလို့လဲဆိုတော့အခုကကိုတလောမှsurgery လုပ်တာအခုအကျိတ်ခွဲတာရှိတယ်တင်မာနာမှာအကျိတ်ခွဲတာဆိုတော့အကျိတ်ခွဲတာလို့လည်းအဓိကကိုဟိုမှာပဲလို့နားနေနေရခွဲထားတဲ့ဟာလို့အခုအရင်ထိုင်လို့မရဘူးအရင်သွားလာလို့ရမ်းလျှောက်လို့မရဘူးအရင်ဆိုတော့အဲ့ issue လည်းရှိတယ်ဆိုတော့အခုကကိုခဏနားနေရပါတော့အဲ့လိုမျိုးဟိုဆရာတခြားမှာရ brand နေရမျိုးရှိရပါအခုတော့တိတ်မပါပြစ်သေးဘူးပါပြစ်ဆိုကျမ်းမာရေးချင်းနေကြပါဒီကအခုဒီကိုတလားလာလဲလို့ပဲလို့နားလေးရနဲ့ပဲလာတယ်တကယ်တော့ကိုထပ် second surgery ရှိသေးတယ် second surgery ဒီလ20ရက်နေ့ခွဲရဒါပေမဲ့အဲ့ဒါခဏနေမှာငါစင်းမရမှာဆိုပြီးတော့ခဏပြေးလာခွဲတာကမှခွဲရတယ်ပဲခွဲတာကမ်ဘောဒီးယားမှာကမ်ဘောဒီးယားလားကမ်ဘောဒီးယားမှာဟို surgery ကမ်ဘောဒီးယားမှာဆိုတော့အဲ့လိုဖြစ်နေအခုတော့အဲ့လို vessel မှာတော့အခုအရင် participate မလုပ်ဖြစ်သေးဘူးဖြစ်နေဟိုပထမ Roxy ပွဲတော့အခုတစ်ဖွဲ့လုံးကိုဝိုင်းလုပ်အဲ့လိုဆွဲကြVessel ကလည်းအဲ့ဟို artist photographer တယောက်ရှိတယ်သူ Thai artist ပဲကျွန်တော်နာမည်တော့မေ့ပါဟိုတခါကားလမ်းမပေါ်မှာရိုက်ထားတယ်သူအဲ့ accident ဖြစ်တဲ့ဟာကိုပြန်ပြီးတော့ reimagine ဟိုအနီဟုတ်တယ်ညနာအနီရယ်နဲ့နာမည်တော့မေ့ပါကျွန်တော်ထိုရာကိုပြတယ်ကျွန်တော်တေချာတော့မမှတ်မိဘူးအဲ့သူပြောလမ်းမလည်းမတက်ရဟုတ်လား I think it's Tora ဟုတ်တယ် Tora yeah Tora မြန်မာပဲသူကမြန်မာပဲတော်တော်မြန်မာလား
Yeah, she's Myanmar. Oh shit. အကုန်မြန်မာပဲလားပြောဆို ဟုတ်တယ် Versa အကုန်မြန်မာတွေကြီးပဲ ဟုတ်လား ဟုတ်တယ်မြန်မာတွေကြီးပဲတိတက်မြန်မာတွေကြီးပဲအဲ့လိုထိုးရမြန်မာပဲ ဆိုလဲအဲ့လို medium ဆိုနေတော့အကိုတို့ ဟုတ်တယ် ဟိုကိုလှုပ်ရှင်အောင်ကျုံနေကြ ဟုတ်တယ် stylist ရောဓာတ်ပုံဆရာတွေရော videographer တွေရော ဟုတ်တယ် collective တစုလို့ဖြစ်ကြ stylist ဆိုမှဟို Swanny Dean တော့အကို Yes ဟို Swanny ဂန်ရဲ့ဟို music video မှာ stylist ဝင်လုပ်ပေးတာ Yes ဟုတ်တယ်အဲ့မှာကို art director alright stylist yes အဲ့ music video ဆိုဟိုလို VFX တွေပါရောကျွတ် ဟိုအကိုတို့ဟိုတရောကြီးနဲ့ violent ဒီမီးအဲ့ဒါကြီးပါလား ဟုတ်တယ်ဗျ no ဟုတ်တယ် excuses အဲ့ဒါပါ VFX ပါအဲ့ဒါ VFX ကလည်းအောင်မြင်မင်းဆိုရင်ဒီမိုက်တယ်ဟို generic ကိုလေဟိုဦး generic ကို music video ကြည့်ဘူးလားမကြည့်ဘူး အော်ဟို ဘူလာကအကြီးပဲကောင်းကြီးရနေဒီပြန်လာ အော် ကြည့်ဘူးထင်တယ်မြင်ဘူးလိမ့်မယ် တည်ဟိုသူ မြင်တော့မြင်ဘူးပဲထင်တယ် ဟို ရန်ကုန်အင်ပါတယ်နေသူအဖွဲ့ရှိတယ် ဟုတ်တယ်ရန်ကုန်ရဲ့ action yes ရန်ကုန် action သူဟုတ်တယ်ကိုကျဂန်းပုတ်မှာသူလောက်တာ VFX yeah ဒါကြတော့မီလိုဆိုပြ Philippines မီလိုဆိုတာ အော် သူကရင်တော့ဟို FG မှာပြင်နိုင်ရိုက်တာဒီရင်တော့ကိုကျ FG ကထွက်တဲ့ music သူပြင်နိုင် export ကိုအေးမပြတ်စီနေလို့ဘာလို့yes မြင်သွားတဲ့ချေက yeah အင်ဂျာ rap တွေစ အဲ့ရိုက်တယ်ပဲဒီရဲမိုက် အကိုart direction ဆိုမှအကိုအနေနဲ့ဒီ music video တခုအဲ့လိုကိုယ်တိုင်အစဆုံးကြီးကြပ်ပြီး direct လုပ်ရတယ်ဒီ art direction အဲ့လို creative direction အဲ့လိုပဲလုပ်ရတယ်ဘယ်လိုကွာလို့မြင်လဲဗျ ဘယ်လိုပြန်မေးပြလို့ရလား sorry တခြားလား ဘယ်လိုပြောရလဲဒီ music video အဲ့လိုတခုလုံးများ direct အဲ့လို director အနေနဲ့လုပ်ရဆိုတာတဲ့ဒီတိုင်း art direction creative direction အဲ့လိုမျိုးလုပ်ရတယ်ဘယ်လိုကွာလို့မြင်လဲဗျ ဘယ်လိုကွာလဲဆိုတော့လို့ role position အရာခွဲရင်ပေါ့နော် director ကြတော့ဟိုဒီ overall music video တစ်ပုဒ်လုံးမှာဆိုလို့ရှိရင်director ဒီသူခက်ရပဲသူ main ပဲသူရဲ့ vision သူရဲ့ creative အကုန်လုံးသူ import ထုတ်လို့ရတယ် director ဆိုတဲ့ role မှာပေါ့နော်ဆိုတော့ art director ကသူကဒီ art director မလို့ creative director မလို့ဆိုလဲရတယ်ဒါတော့ကိုကြီးရဲ့ perspective အနေနဲ့ပြောပြရအောင်နော်ဆိုတော့တချို့ project တွေမှာဟိုလိုတဲ့အပိုင်းတွေလည်းရှိလိုတဲ့အပိုင်းတွေရှိဆိုတဲ့အခါကျတော့ director တယောက်တည်းပြီးတယ်ဒီ director သူ့ရဲ့ direction ကိုသူ solid ဖြစ်တယ်သူ့ရဲ့ perspective နဲ့သူ့ vision ကိုပဲသူလုံးဝလုပ်ချင်နေဆိုရင်သူကအဲ့ဒါတွေကိုဟိုမဖြစ်ပဲသူကိုယ်တိုင်ပဲအဲ့တခုတည်းကိုပဲ director ဆိုတဲ့ role နဲ့တွားလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဒီကို art director တွေခေါ်တယ် creative director တွေခေါ်တယ်ဆိုရင်လို့ရှိရင်ကြတော့မဖြစ်လဲဆိုတော့ဘာလဲဆိုတော့သူပို့ပြီးတော့ upgrade ပို့ဖြစ်သွားတာပေါ့ကွာတဲ့မှာ director တယောက်တည်း vision တဲ့ဒီ creative director ရဲ့ vision မှာပေါင်းလိုက်တာပေါ့ဆိုတော့ director စီကနေ director သူတည်ထား script တွေရှိတယ်သူရဲ့ vision တွေရှိတယ်အဲ့ဒါတွေသူမူပုတ်ထုတ်ပြီးသွားလို့ရှိရင် creative director နဲ့သူနဲ့နှစ်ယောက်ပြန်တိုင်မိပြီး creative director ပြန်ပြီးတော့ဒီဟာဆိုရင်တော့လုံးပိုကောင်းမယ်နော်ဒါပေမဲ့ director ကဒီ creative director ပေါ်မှာ trust ရှိလို့ဒါ trust ရှိမှရပါဆိုတော့ဒီ director creative director ကိုခေါ်ကြတဲ့ director ဒီ creative director ကြိုက်လို့ခေါ်တာကွာဆိုတော့အတွက်ဒီ creative director vision ကိုသူကြိုက်တဲ့အတွက်သူတို့ဒီအလုပ်တော့အဆင်ပြေတယ်ဆိုတဲ့အခါကျတော့ director တယောက်တည်းစဉ်းစားအုံနောက်ဟိုလိုပေါ့ကွာလွယ်လွယ်ပါရင်ကိုကြီး online တစ်လုံးနဲ့စဉ်းစားပြီး နှစ်ခုဖြုတ်သွား online နှစ်ခုဖြစ်သွားတယ်ပိုကောင်းသွားတယ်ပိုကောင်းအဲ့တော့ဟို creative director များဒီ director script တွေကိုဖတ်ပြီးသွားရင်သူနဲ့ပြန်တိုင်မယ်ငါကတော့ဒီညမှာဒီလိုဆိုရင်ပိုကောင်းမယ်လို့ထင်တယ်နော်ဒါတွေရောပိုဖြည့်လိုက်ပိုမိုက်သွားမှာဖြစ်အဲ့ကြ director ကြ okay let's go ဆိုရင်သူတို့ပြန်ပြင်ကြအဲ့လို move ပုတ်တွေထုတ်ကြအဲ့ဒါတွေအားလုံးပြီးသွားတော့မှ art director ပြန်သွားart director အမှပြန်ပြီးတော့ဒီ director နဲ့ creative director နဲ့မြင်ရတဲ့ vision တွေ perspective အကုန်လုံးကို finance ပြန်ချ art director finance ပြန်ချတော့ video သွားခြင်းနဲ့ creative director မှာ color ဆိုရင်ဒီ themes ဒါတွေသွားခြင်းနဲ့အဲ့ဒါ art director ဆိုပြီးတော့လည်းဒီ creative director ပြောတဲ့အတိုင်း order ပေးတာမဟုတ်ဘဲနဲ့ art director ကိုယ်တိုင်ကလည်းဒီ color တွေ themes တွေ fashion အ basic တွေကိုနားလည်ဖို့သူကအဲ့ဒါနားလည်ထားမှာ
ဒီ director နဲ့ creative director စီကလာတဲ့ direction ကိုသူကပြန်ပြီးတော့ system ပြန်ချတယ်တေချာ citizen နဲ့ပြန်ပြီးတည်လို့ရအမှားမရှိတာပြန်အဲကြောင့်မှဒီ production design တို့ပါလာအဲကြောင့်မှဒီ all process တခုမှဟိုဖြစ်တာအဓိကတော့ခုနကငမေးလို့ director နဲ့ creative director ပါကွာလဲဆိုရင်ခုနက director တယောက်တည်းအုံနောက်တစ်ခုလေးလုပ်ချင်လဲလုပ်လို့ရတယ်အုံနောက်တစ်ခုမဟုတ်ဘူး okay ကိုကြိုက်တဲ့ creative မှဟိုခလိုပေါ့ကိုလိုမွေးငါးဆိုင်မှာဘယ်လိုအရေးကျဲလေးမှအရေးကျဲလေးကြိုက်တဲ့လူကကြိုက်တယ်အရေးပြစ်ကြိုက်တဲ့လူကကြိုက်တယ်အဲ့လိုပဲတဲ့ရွေးချယ်စရာရှိဆိုတော့အခု director နဲ့ပဲဆိုင်တာပေါ့နော်တကယ်တော့ဟာအဲ့လို yes ကိုကြီးအဲ့ဂန် music video မှာကြတော့ဒီအဲ့လို kitchen ထဲမှာအဲ့လို show ပွားနေတဲ့ဟာတွေပါတယ်အဲ့လိုဒီစိတ်နှခွပြတဲ့ alter ego ဘာညာ concept ကြောင့်ဒီ artist ကဒီလိုရှိရလို့ပြောရတာဒါပေါ့အကိုကဒီလိုရှိရလို့အဲ့မှာအဲ့ဒါကြတော့ဒီ artist ဘက်ကလည်းရှိတယ်သူ artist ဘက်ကလိုချင်နေတာရှိတယ်ပြီးလို့ရှိရင် director တကယ်တော့အဲ့ idea ကကြတော့ artist နဲ့ director သူတို့စီကလာခုနကကိုပြောလို့ဒီ director တွေကသူတို့ဟာသူဆိုရနေသူတို့တိုင်နေတယ်ဒီလိုထွက်လာဟာကိုပြန်ပြီးတော့ကိုကြီးစီရောက်လာတဲ့အခါမှာကိုကြီးက modify ထပ်လုပ်ဆို story base ကိုလုံးလို့လိုမလုပ်တာမလို့ရင်မလုပ်ဘူးအကိုကလိုလုပ်ပြီးလို့ရမလို့ဆိုလုပ်စရာမလိုကိုကလည်းဒီ director ရဲ့ perspective ကိုကြိုက်တယ်ဆိုရင်အဲ့ဒါကိုပဲ polish ထပ်လုပ်လိုက်ရုံပဲဆိုတော့ခါကျတော့ကိုကြီးကမှ okay ဒီစာသားဒီ move အဲ့တော့ဒီအတွက်ကိုဒီ kitchen မှာရိုက်မယ်အတွက်ခုနကလို့ဒီ set design production design တွေကိုဘယ်လိုလုပ်မလဲအဲ့ဒါအကုန်လုံးအကိုပြန်စဉ်းစားဘယ်လိုအခုကမှအသားတွေကအသားစိမ်းနေဟိုညစ်ပတ်အကုန်ချလောက်ထွက်လာနေရဟာရောအဲ့နောက်ဆိုကိုယ်တိုင်ပဲတူနေညံပြီးချကြောက်ပြီးဒီတေးပေါ့နော်ဟိုတခါကျရင် director တအဲ့လို DI ဆိုကွာအဲ့လိုအကုန်မြင်နေတဲ့ဟာရှိတယ် director မြင်တဲ့ဟာတွေရှိအဲ့ဒါဖြစ်နေမှာဟာနေနေရာလေးဖြည့်သွားတာပေါ့ပြန်ပါ polish ပြန်လိုက်ပြီးဆိုတဲ့အခါကျတော့ overall ပြန်ခြုံကြည့်တဲ့အခါကျရင်တတ်သူအနေထားမွေဖားဖြစ်သွားတာပေါ့ပြန်ဒါမွေဖားမို့လောက်နေဖြစ်သွားဒီမှာအဲ့လိုနောက်ပိုင်း music video တွေကြည့်မယ်ဆိုတော့အဲ့လိုအရင်ကအဲ့လို traditional ပုံစံဟိုအပြင် outdoor မှာရိုက်တယ်ဆိုတာတဲ့နောက်ပိုင်းအဲ့လို set design တို့အဲ့လို production design တို့တေးကြတာလုပ်ပြီးတော့ပဲအဲ့လို indoor မှာရိုက်တာပိုတွေ့လာတယ်နောက်အဲ့ lyrical lemonade တို့ဘာလို့ဆိုလဲလို့ indoor မှာရိုက်တာများတယ်ဗျနောက်ဆုံးထွက်တာဟို Jenny ရဲ့ဟာလားမသိအဲ့ဒါဆိုတော်ကြီး production design ကြီးဟုတ်တယ်တကယ်လည်းမိုက်တယ်လို့ Blackpink က Jenny လားအေးဘယ် Jenny ရှိအဲ့မသိဘူးဘယ် Jenny ပါJenny ဆို first name အဲ့လောက်ခေါ်မှာဖြစ်တာမသိဘူးဘယ် Jenny ရှိအောင်စားတေးကြောင် Blackpink နင်ကိုကြီးကကိုရီးယား K-pop fan အကောက291 K တွေကထိုင်ကြည့်တာဟုတ်တယ် ambition တွေလည်းရှိ ambition တွေကြောင့်လည်းပါတယ်ခိုင်းကြတယ် measure မှလို့ကိုယ့်ကိုခိုင်းရဟောတော့ငါငယ်ငယ်လေးက291ကြည့်ရဲ့ဂျေးစုတွေလည်းပါ Gay generation အကုန်ကြည့်Gay generation အစားကြည့်အချင်းတွေပါလို့ရYona for life ရွန်းလာတော့ချစ်ဦးပါဆိုပဲလို့ K-pop လို့ God 7တဲ့မှာလို့4 minutes အဆုံးပဲ THQ Big Bang ပြန်မှာဆိုပဲ Shiny အကောအကိရအသေးကြီးရလို့အကိရတော့အခုဟိုနိုင်ငံကခိုးဝေလာလို့ DVD ချက်ကြီးအရှည်ကြီးလမ်းထိပ်ကအခွေဆိုင်မှာတော်ချင်းတယ်တော်ရွှေရအဲ့ဒါအကောချ music video ကအဲ့လောက်တည်းကြည့်တယ်စတိုက်ကြည့်အဲ့ကြောင့်မို့လဲကိုလို music video ကပူကြောက် commercial တွေပါရိုက်တာအဲ့လိုကိုကြီးဆိုအဲ့လို range ကျယ်တယ်ပဲပြောရလားဗျဟုတ်အဲ့လိုဗျာဟိုဒီ commercial အဲ့လို mainstream big budget တွေရိုက်တာလည်းရှိလို့ကိုကြီးခဏဒီလို independent artist တွေကိုလည်းအဲ့လိုရိုက်တာလည်းအများကြီးပဲဟုတ်တယ်အဲ့လိုဂျားတွေထဲမှာဘယ်လိုကွာခြားချက်တွေပါရှိလဲဗျဘယ်လိုကွာခြားချက်တွေရှိလဲဆိုတော့အကူကမရိုက်ရမနေနိုင်အဲ့လိုအကူ project မဝင်နဲ့လာရှိတယ်အကူရိုက်ခွေးကသူ့ယာတီနဲ့ရှိတာဟုတ်တယ်ဟိုမိုးရာတီဆိုရင်ပါပြီပါထုံးတယ်ရိုက်ခွေးတော်တော်များများအင်ဒိုမှာပဲရိုက်ကြအောက်လိုနေပါဆိုတော့ production rate ဟိုက scope ကကျင်းသွားအကူအဲ့လိုဘာမှမရှိရချင်းအကူအဲ့လိုဘာမှ project မဝင်ဘူးလား music video တခုရိုက်တယ် artist ကိုပြောင်းဟိုအချင်းတွေပြပါအောင်ဘာရှိတယ်အကူသွားတောင်းတာ
ချင်းရှိတယ်လောက်အောင်ရိုက်ရှင်ရိုက်မယ်ချပြီးတော့ကိုကလို့တော်တော်များများနဲ့လည်းကိုခင်းတယ်ကွာ artist ဒီဟာပါပြရမှာငယ်ဆို artist တွေနဲ့အခုဘာဖြစ်နေလို့လဲခင်းတဲ့ခါကျတော့ဟဲ့လေမင်းတို့ချင်းရှိငါ့ကိုပြပါအောင်အဲဒီကောင်တွေကပို့တယ်ခင်းတော့အကူကိုယ်တိုင်လည်းကိုယ်တိုင်ပဲကိုယ့်အောင်နားထောင်တယ်ကွာအပြင်ဘူးမှလည်းမပြဘူးအဲ့လိုနားထောင်ရင်ဒီဘုတ်တော့ကြိုက်ဒီဘုတ်ဆွဲမလားဒါကွာဘတ်ဂျက်လည်းမခေါ်ဘူးဘတ်ဂျက်မတော်ဘူးဒီတိုင်းရိုက်မယ်ရောလားဒိုးကအပြင်ကတစ်လုံးနဲ့ဒိုးကအုပ်လိုက်ကားပတ်ပြီးတော့တကယ်တော့ကားကိုယူခေါ်ဒီအောင်ဘိုင်းကူပြီးပတ်ဟိုနားမှာရိုက်လိုက်ဒီနားအဲ့ဒါရ raw တွေဆိုတော့အဲ့လိုအခုမှအဲ့လို taste ကတခါကျရင်ဒီ mainstream မှာကိုရိုက်တဲ့ပုံစံနဲ့တခါကျရင်ဒီဘက်ကပြန်အခု bit တို့ပါဦးမထွက်တဲ့ဟာတွေကွဲတယ်အခုမှရိုက်နေဟိုကကြတော့ပြန်မ client ဟို mainstream artist တွေပါကြောက်လိုက်တာဟိုသူတို့ကသူတို့ vision နဲ့သူတို့ဟာမရှိပါဘူးဆိုတော့ခါကျတော့ဟို client ကြိုင်းတဲ့ပုံစံမျိုး audience ကြိုင်းတဲ့ပုံစံမျိုးလေးမျှပြီးတော့ကိုလုံးချင်တာကိုလည်းညှိပြီးတော့ပါဒီဘက်မှာကြတော့ကိုလုံးချင်တာကြီးဒါပေမဲ့လည်းဟို artist တွေရဲ့ vision တော့ပါပါတယ်တင်လားဟိုအကိုကရိုက်တယ်ဆိုပြီးတော့လည်း artist တွေကိုဒီတိုင်းရရမယ်လို့ဟုတ်သူတို့ကဘယ်လိုလုပ်ချင်လဲဗျာအဲ့ဒီညှိပြီးတော့ရိုက်တယ်ဆိုတော့ကွာတော့ကွာတချို့ moment တွေတချို့နေရာဆိုကိုအောက်လို့ရိုက်တယ်ကွာတကယ်ဟိုတကယ် comment တကယ် client လိုမျိုးတကယ်အပြင်မှာအတီရိုက်တဲ့ music video ဟာမျိုးဆိုရင်ကိုက location တွေတင်မှာစာတင်ရတာရှိတယ်ဘန်ကောက်မှာရိုက်တယ်ဆိုရင်စာတင်ရတယ်ဆိုတော့စာတင်ရတဲ့အတွက်စာတင်လိုက်ရပြီဆိုရင်တေးကြတယ်ငါတို့ကမျိုးထဲမှာရိုက်နေပြီကွက်ကြီးအကြည့်ခံရတယ်အဲကြဆိုရင်ဟို client ရော crew ရောအားလုံးနဲ့စုလာ pressure နေတာမဟုတ်ခေါင်းပါပြန်ပါဆိုတော့ shot ကကွက်ကို short list တက်ထုတ်ထားဘာရိုက်မယ်ဆိုပေမဲ့လည်း pressure ရှိတယ်အဲ့လိုအခု raw ရိုက်တဲ့ပုံစံ raw အပြင်မှာတဲ့မှာ raw လက် independent လို့ raw ရိုက်တဲ့ဟာရဲ့ feeling မရှိဘူး pressure ရင်းနဲ့ဆိုတော့ camera frame နဲ့လိုတလောက် lock ချပြီးရိုက်ရဆိုတော့အဲ့မှာထွက်တဲ့ reserve နဲ့အခုဒီဘက်မှာခုနကတော့ဒီတိုင်း raw လက် raw ရိုက်တဲ့ဟာခါကျရင်ကိုယ့်ကို short list မထုတ်ထားတယ်10စားလောက်ကောင်းနေပူမိုင်းနေသူအခြေအနေနဲ့ moment ပေါ့နော်အခြေအနေနဲ့အချိန်ကလည်းတွားပြီးကွက်တိကြတဲ့အချိန်ရှိတယ်ပြန်မှာဟို shooting မှာအကိုလိုဟိုလိုတဲ့ရိုက်တဲ့ shooting ဆိုရင်ငါဆန်းဆက်လို့ကျန်ကိုရောက်တဲ့နေကြောင်မိုးအုပ်အဲ့ပတ်မိုးရပြအောင်ဆန်းဆက်မဖြစ်တော့တိတ်တူပြီးနေလည်းမမြင်ဘာမှမမြင်ဘူးအဲ့လိုဒီတိုင်းရိုက်တဲ့ဟာတွေအခုလို့ဒီမှာအခုဒီ victim မှာသူ့ရိုက်တဲ့ဟာဆိုရင်ဆန်းဆက်တွေပါလေမတွေ့ထားဘူးခုနကပြောလို့ဒီတိုင်း raw ရိုက်မှာဖြစ်တယ်ပဲရှောင်းကဒင်းကိုဆန်းဆက်လာဟဲ့ share ရေးပြီးတော့ချီပါကိုဆန်းနဲ့ဖြုတ်မယ်လို့ short list လည်းဘာမှမရှိဘူးဘယ်သူမှလည်းပြောစရာမလိုတော့ artist ကလည်းကိုနေကအဲ့လိုမျိုးအတူတူဒီတိုင်းပဲလုပ်နေတာဖြစ်တဲ့အတွက်ဘာ pressure မှမရှိတဲ့အတွက် frame တွေ shot တွေကကိုယ့်ကိုကြိုက်တယ်လို့ယူရတာတရားဟို client နဲ့ရလို့ရခါကျတော့ကိုငါတို့က duty နဲ့သွားတာ6နိုင်ကျော်နောက် duty ကတက်တော့အဲ့မှာပတ်စံထပ်ပေးရအောင်နောက်တစ် duty pressure တစ်မျိုးတဲ့ဟိုမှာ September ဟို error ရှိတော့တစ်မျိုးဆိုမတူဘူးပေါ့ခံစားချက်တာအဲ့ကိုရရင်တော့ရေမီးဆုံနဲ့လေဒီခေါ်ရုံပဲဟုတ်ပြီးခါကျရင်ကိုလိုရိုက်တယ်ဆိုတော့မှအပြင်က ambient နဲ့ရိုက်လို့မီးတွေလည်းမပေါအောင်ခူလည်းမပေါဆို production ကအရန်ပေါ့ပါအရန်လွတ်လိုက်တယ်ဆိုတော့နဲ့ကိုနဲ့နောက်2ယောက်လောက်ပဲဆိုတော့ easy ပဲကွာတဲ့မှာအချိန်တွေပါကားပိတ်တွေပါကြောက်စရာမလို easy ပဲတောင်းတတာပဲတဲ့မှာသွားတယ်ရိုက်တယ်ဥပမာဆိုရင်မီးကတစ်မျိုး lighting ကကင်မရာကနောက်ကျလို့ကားပိတ်နေလို့ဟိုမှာ artist တွေကပြီးသွားပြီတဲ့မှာတော့ chaos ဖြစ်နေလို့ဟိုမှာ artist က make လိမ့်သွားပြီမီးမပြီးသေးဘူးတဲ့မှာပြီးမီးသားရမီးရအကုန်စင်သွားပြီဟိုမှာ artist ကမပြီးသေးဘူးအဲ့ကြားမှာ6နာရီကထိုးတော့ chaos Juliet နေဝင်သွားပြီဒုက္ခအဲ့ဒုက္ခသွားရနောက်နေ့ဆိုရင် shooting ကိုအဲ့လို budget က level ထပ်တက်သွားရအိတ်ဆိုင်အဲ့လိုကွာ pressure ရတော့နေတူတော့အဲ့လိုကိုကြီးအဲ့လိုဟိုအဲ့လို music video ရိုက်တဲ့ director တွေပါအဲ့လို inspiration အဲ့လိုရှိတာ inspiration ရှိတာဆိုကိုကြီးမှာအဲ့လိုတော့မရှိကိုကြီးအဲ့လိုမျိုးအရန်ကြိုက်ရတဲ့ director ရှိလားဆိုကိုကြီးမှာမရှိဘူးဒါပေမဲ့ကြိုက်တယ်ကိုကြီးကကြောက်ဘယ်လိုဟာဖြစ်ထားလဲဆိုတော့ကိုကအရန် inspire ဖြစ်ပြီးငါမဖြစ်တော့ဘူး तू ဖြစ်သွားမှာဆိုလို့ကိုကြီးပြောနေတာတွေ့ဟုတ်တယ်ငါမဖြစ်တော့ဘဲနဲ့ तू ဖြစ်သွားမှာဆိုတာကွာတဲ့မှာဆိုတဲ့ခါကျအကွာအဲ့လိုအရန်အကြိုက် theory လို့မထည့်တာအဲ့လိုမိုက်တယ်ကြိုက်တယ်သဘောကျတယ်ကြည့်လိုက်တယ်အဲ့ဒါပြီးတော့မှကိုနေနဲ့ reference ယူခြင်းကြည့်ရပြီးတော့မှကိုယ့်ရဲ့ပုံစံလေးကိုပြန်ပြီးတော့ပုံစံပြန်ပြောင်းလိုက်အဲ့လိုbias မရှိပဲဒီ game ကိုပဲအဲ့လို YouTube လို့လုပ်တယ်ဟုတ်တယ်ပုံစံဟုတ်တယ်
ဒါပေမဲ့လို့တခုတော့ရှိရဘဲတို့ရောရှိရရွေးသိပါ ဘယ်လို ကန်ကြီးရဲ့ကန်ကြီးရော ကန်ကြီး ကန်ကြီးရဒီဘိုင်းတော့ဖြတ်လိုက်လို့ရဒီဘိုင်းတော့အဲ့ဒါလိုက်ဒီဘဲတော့ကြိုက်ဒါပေမဲ့သူ့ရဲ့တခြား site တွေမပါဘူးသူ့ရဲ့ဒီသူ့ရဲ့အလင်းဘက်ချမ်းတဲ့မှာအလင်းဘက်ချမ်းရီးကိုကြိုက်မှောင်တဲ့ကိုင်ကြီးမကြိုက်ဘူးဆိုတော့အကို influence မှာနဲ့အဲ့လိုအကို industry မှာသွားတယ်အကိုဒီ vid တို့ပါလို့ပဲအကိုသွားတဲ့တချို့ရွှေ့တဲ့အကွက်လေးတွေအဲ့လိုသူ့ inspire ဖြစ်တဲ့အကွက်လေးပါကန်ကြီးရဲ့ဟာလေး influence ပါတယ်ဒီဘဲဘောကိုကတော့ကြိုက်တယ်နောက်ပိုင်းအဲ့လိုတချင်းတွေပါထွက်တာလည်းအဲ့လိုဒီတိုင်းအရင်လိုအဲ့လိုအခွေထုတ်တာတော့ online ပေါ်တင်တာတော့မဟုတ်တော့နောက်ပိုင်းအဲ့လို roll out လုပ်တဲ့ process တွေကစပို့ပြီးတော့အဲ့လို unique ဖြစ်ရင်အဲ့လိုတချင်းရပါပို့ပေါက်တာပဲရှိတယ်အဲ့လိုနောက်ပိုင်းဟို Tyler the creator တို့ပါလို့ဆို Chromacopia ထွက်တော့ဆိုတည်မှာ US ဟိုပါ container အစိမ်းအောင်ကြီးလှည့်ပြTravis Scott လို့လည်းဟို Utopia ထွက်တော့ဟိုဗာလေ briefcase ကြီးလေ Yes အဲ့ဒါကြီး body ကလက်မှာလက်ထိတ်ခတ်ပြီးတော့အဲ့ဒါကြီးကိုနေရာလာယူอ่ะအဲ့လိုပါပါပုံစံတွေကမတူတော့အဲ့လိုဟုတ်တယ်ကိုကြီးဟိုတိလာမသိဟို YouTube မှာဘဲတွေရှိပဲ Kareem ဆိုရဘဲလေဒီ subway takes လေဟိုဒီယထာ New York ယထာပေါ့ပါဗျာ so what's your take ဆိုမှအဲ့လိုပြောခိုင်းပြီးအဲ့လို100% agree ပါညာအဲ့လိုလုပ်တဲ့ပဲဗျာဟုတ်လား reason တက်လာဒီကိုကြည့်ရှိမှာ comedy အဲ့ဘက်က comedian ဟုတ်လား anyway ထားလိုက်ပါအဲ့မှာအဲ့ Charlie XCX ကိုကြီး Charlie XCX တည်ရလားဗျာတည် Charlie XCX တခါအဲ့ဘယ် show မှာအဲ့လိုပြောရပါ music is not important အဲ့လို artistry is မှာဘယ်လိုပြောလဲတချင်း quality ပဲဆိုတာဒီ experience တခုဒီ wall building အဲ့လိုပိုရေးကြည့်ပေါ့ဒီနောက်ပိုင်းမှာ yes အဲ့လိုသူ့ရဲ့ album မနေ့ကထွက်တဲ့ Brad ဆိုလဲအဲ့လိုမျိုးပဲရော right အဲ့လိုတချင်းဘယ်လိုပြောရလဲတချင်းဘယ်လိုကောင်းကြောင်းလူတွေကပြောနေရတယ်ဒီ Brad ဒီ movement ကြီးကဘယ်လိုပြောရလဲဟုတ်တယ်အဲ့လိုတစ်ခုဖြစ်ခဲ့လေအဲ့ဒါပိုပြီးမှတ်ရဖြစ်နေရပေါ့အမှတ်ရပိုပြီးကြံတယ်ပေါ့နော်အခုဒါတော့ဒီအခုဝေးရတော့ဒါတော့ဒီတည်းမှာဒီခစ်တဲ့ဝေးပေါ့နော်ဟိုအခုလည်းအဲ့လိုဘယ်လိုပြောပြဒီအခုဒီခစ်ဒီ21 20ရာစုခုကြော်လာပြီးတော့ဒီဘက်ခစ်မှာဟိုဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီကောင်ကဆိုရခစ်တရားပြောင်းတယ်အဲ့လိုပဲအကိုလည်းအဲ့လိုပဲမျိုးစုံပဲလိုက်ကြည့်ရတဲ့မှာလို့ brad တော့ brad ပဲလိုက်ကြည့်တခါကျရင်လည်းအရင်ကြည့်ပါများတယ်ဥထွက်တဲ့အချိန်ရှိတယ်ဥပါတဲ့ဒါကြီးရဘာလဲမသိဘူးဝေခွဲမရတဲ့ပြန်ခိုင်းကြကိုလည်း present မှာလုံးလိုက်သေးတယ်ပေါ့ present Charlie XCX ကျွန်တော် top 4ထဲတော့ပါမနေ့က share လာတော့ Spotify rap တယ်ရမိုက်သူအဲ့သူ visual လေးတိုက်တယ်သူလည်းသူတချို့ဟာဆိုရိုက်တဲ့ဟာလေးဆိုမစိုးတော့လို့သူပေးနေတဲ့ message နဲ့ချုပ် concept လေးပေါ့နော်အရင်ဒီပြောင်းမဟုတ်ရင်တော့ပါပေါ့နည်းနည်းလေးဟုတ်ကိုယ်နောက်ပိုင်းဆိုအဲ့လိုဘယ်လိုပြောမလဲဒီ substance တခုဆိုတာတဲ့အဲ့လို aesthetic ကပို့ပြီးတော့အဲ့လို80%ရာခိုင်နှုန်းတော့အရေးကြီးလာလို့ပြောပြရတယ်ဟုတ်တယ်ဟိုအကိုတိတာတော့မသိဟို Gabriel Moses ဆိုတဲ့ဓာတ်ပုံဆရာ Gabriel Moses yes Gabriel Moses ဆိုသူအဲ့လိုဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်ဗျာသူ fashion campaign ပဲဖြစ်ဖြစ်ဒီဟို Travis Scott ဟို music video ရိုက်ပြီးတော့သူ့မှာဒီသူ့ရဲ့အဲ့လို consistent ဖြစ်တဲ့အဲ့လိုဒီ aesthetic လို့ style တခုကရှိတယ်ဗျာသူကအဲ့ဒါကိုနေရာဘယ် media မှာဆိုသူ carry လုပ်နိုင်တယ်ဒီ yes ဟုတ်တယ် very might တယ် very might ကိုဒီရောအဲ့လို music video ရိုက်တော့အောင်အဲ့လိုမျိုးကိုယ့်ရဲ့ကိုယ်ပိုင်အဲ့လို aesthetic အဲ့လို style တခုအဲ့လိုမျိုးဖန်ကြီးဟိုစဉ်းစားဖို့ရှိတယ်အကိုကကြတော့အစဟိုဆဆရိုက်တဲ့အချိန်တော့အဲ့ဒါမသိသေးဘူးပေါ့နော်အရင်အကိုကအရင်မသိသေးဘူးအကိုမှန်တိုင်းပြောတော့ကိုခုနပြောလို့အဲ့လို music video ကိုစရိုက်တဲ့အချိန်အထိကိုအကိုအဲ့လို exhibition တွေပါသွားဘူးသေးဘူးမသိသေးဘူး
အခုအဲ့လိုဖြည်းဖြည်းချင်းစီလုံရင်းနေမှာဒါပေမဲ့တိလာတဲ့အချိန်မှာလည်းခုနကပြောအခုအဲ့လို self study လုပ်တာကနည်းနည်းပူမြန်ဟိုလုပ်တယ်ဒေးလာတယ်ဟိုဖြစ်တယ် okay ပါလေငါဘာကို base သွားချင်တာလဲငါ့ကိုလူတွေကဘလို့ငါ့ကိုလူတွေကိုငါ့ကိုဒီ audience ဘလို့မြင်စေချင်တာလဲပြီးဘာကြောင့်ငါလို့ဖြစ်လာတာလဲတဲ့မှာဒါဆိုရင် तू ဖြစ်မယ်ဆိုတာဘာကြောင့်ငါဘလို့ဖန်တီးရမလဲအဲ့ရခုနပြောလို့အခုတိလာချိန်မှာအခုလေးလာတယ်သွားတယ်လုပ်တယ်အကိုဆိုအခုညင်အောင်လို့အဲ့လို music video တွေမှာ notice ဖြစ်အောင်ဆိုလို့ရှိရင်အခုဘာနဲ့စားအခု typography နဲ့စားတယ်အဲ့လိုဒီတော့ဘိုးဖြစ်တဲ့ font နဲ့အခုစားတယ်အခုlink ရဲ့ font ဆိုတော့ unique ဖြစ်တယ်ပြောပြကျွန်တော်အခုမှတ်ပြရလို့ဟုတ်တယ်လို့အဲ့လိုစေးအဲ့လိုဘာစေးပြက်နေတဲ့ပုံစံလို့ဘာလို့ yes brush နဲ့အဲ့လိုပြက်နေတဲ့ပုံစံမျိုးအဲ့လိုမျိုးလေးပေါ့နော်ဆိုအကိုက graffiti ငယ်တော့ဆွဲဘူးတော့typography မှာသွားပြီးကိုဝါသနာပါတော့အကိုအဲ့ဒါနည်းနည်း view site တော့အကိုဒီ list လုပ်တဲ့အချိန်မှာအကိုအဲ့လို font နေရာအစားအဲ့လို tag တွေဟိုဟာတွေအစားအကိုရန် view site ဒါပေမဲ့အဲ့ဒါတွေကိုလည်း notice ဖြစ်လာကြတယ်ပေါ့တရားအဲ့နေပြီးတော့မှအကို link ရဲ့ဒီ branding ကိုအကိုကဘိုးဖြစ်တဲ့ဟာတွေကိုအကိုခုနပြောတဲ့ဟာတွေကိုဒီ typography နဲ့ဒီ tag တွေကိုအကို link မှာအဲ့လိုပြရင်နေမှာပြီးတော့မှအကိုရဲ့ directed by Jason Slip ဆိုတဲ့နာမည်ကိုအကို font နဲ့ပြန်သုံးတာဆိုတော့အမှလူတွေကအရှိမဒီအောင်မြင်မှုပြီးသားပဲဒါပေမဲ့ကိုကြီးရဲ့ဒီ directed by Jason Slip ဆိုတဲ့ဟာမှာအခုပြန်သုံးလိုက်ဆိုရင်လူတွေကအမှ relate ဖြစ်ကုန်တာပါပြန်ဟာဒီ font မြင်ပြီးပြီး music video ဆိုလဲရိုက်တဲ့ဟာတွေကတချို့ aesthetic နဲ့ပြီး edit ပုံစံလေးဆင်တာကွာကိုကြီး pattern လေးချတာပြန်ဆိုတော့တချို့ဟာဆိုရင်အခုလို့အခုရှောက်ပြီးနာမည်တက်တဲ့ဟာရှိအဲ့လို find me ဆိုတဲ့နာမည်နဲ့ဒါပေမဲ့အခုမှသိကြfind me ဆိုပြီးတော့နာမည်တစ်ခုနဲ့လုပ်သေးတယ်အခုလည်းလို့စမ်းတာကွာfind me ဆိုတဲ့နာမည်နဲ့ဒါပေမဲ့ font က font ပဲဒီ bold font ပဲ font မှာ find me ဆိုပြီးအဲ့လိုကိုရဲရောင် music video တပုတ်တချင်းနာမည်အောင်မိပါတော့ကြာတယ်ဘုံတော့မကောင်းတော့ဟိုစကင်မှာရိုက်တာဟိုဒီအင်ကြီးမှာအဲ့လိုပန်းနေထည့်ပြီးရိုက်ထားတာတပုတ်ရှိတယ်တည်အဲ့ပုတ်ဆိုအကို find me ဆိုပြီးထည့်တာအဲ့မှာ direct ပဲမဟုတ် Jason လည်းမဟုတ်ဒါပေမဲ့တိကြတာကွာဒီ font ရပြီးတော့အဲ့လိုပုံစံနဲ့ပြီးရင်အဲ့လို background ကိုအနောက်မှာထောင်တာအဲ့လိုပြီး stand နေထည့်အကိုကြီးအဲ့လို music video မှာစအဲ့လို lighting stand နေထည့်ရတယ်စအကိုနည်းနည်း notice တယ်အဲ့ဒါအကိုတချို့ဒါအကိုတချို့ senior အကိုကြီးပြောပြတာပေါ့နော်ကိုကြီးပြောမင်းကိုငါသိတာမင်းအဲ့လို shooting ထဲမှာတခါမှ lighting stand နေ crew တွေမထည့်အောင်မင်းအဲ့လိုထည့်အရှိမအဆူခိုင်းမင်းအဲ့ဘာလုပ်တာလဲမေးကြရှိအဲ့ဒါတော့ကိုကြီးလုပ်ချင်တယ်လို့ aesthetic တစ်ခုပေါ့နော်အဲ့လိုပုံစံရောအဲ့လိုတော့ဖြစ်အောင်ဆိုပြီးထည့်အဲ့နဲ့မြင်ပြီးတော့လို့ကိုကြီးလို့ found နေဒီ tag တွေအဲ့နဲ့တွဲနေတာကိုကြီးလုပ်တယ်အဲ့လိုမျိုး brand name ပေါ့နော်fit ဆိုလဲအခုအဲ့လိုရှေ့ရောဒီအဲ့လို video ဖြစ်ဖြစ်အစမှာဖြစ်ဖြစ်အဆုံးမှာဖြစ်ဖြစ်ဒီအဲ့လို vid အဲ့ logo နဲ့လေဟုတ်တယ်အခုမှအဲ့လိုအခုလုံးရင်လည်းတခုလောက်တိုင်းအဲ့လို message လေးရှိတယ် message လေးပါတယ်ကွာ message လေးပါတယ်ပြီးရင်အခုတို့ဒီ video music video တင်တော့အရှိဆုံးမှာဒီ vid ဆိုပြီးတော့ဒီ pyramid နဲ့အဲ့ဆို background ကအတန်တွေပါရအစအဲ့လေအတန်တခုလည်းရှိအောင်ကြီးပါရဟုတ်တယ်အဲ့လေးပါအဲ့လိုလေးပါအစားအကောင်ရှေ့အရန်ရှေ့လို့ကိုပြန်ပြီးဖြုတ်လိုက်အဲ့လို message လေးပါအဲ့ဒါအကိုရဲ့အဲ့လိုစင်နုံတစ်ခုဖြစ်ရင်ဖြစ်သွားမှာပေါ့နော်အဲ့လိုအကိုဘယ်ဟာလို့အဲ့လို intro outro လေးတွေအဲ့လိုပုံစံလေးတွေအဲ့လို pattern လေးတွေနဲ့ကိုအဲ့လို present လုပ်တာများအဲ့လိုyes ဒီသေးလေးကပိုဒီကပိုပြီး appreciate လုပ်တယ်လို့ကြည့်ရလူတွေတော့လည်းမသိကြအောင်ဟုတ်သတိမထားမိကြဘူးပြင်မှာသတိမထားမိကြအခုကလည်းအဲ့လိုလုပ်ရတော့ကြိုက်တာတကယ်တော့ကိုယ်တိုင်ကလည်းအဲ့လိုအရင်တက်မှာငါအဲ့လိုမျိုးအရင်သိအောင်ဘိုးကြီးဖြစ်ရတာမကြိုက်ဘူးအဲ့လိုကိုယ်တိုင်ကလည်းလို့အေးစစ်စစ်လေးနဲ့လို့ပပလေးဒါပေမဲ့လို့ view site တက်တယ် view site တက်တဲ့လူ detail ကြိုက်တဲ့လူဆိုသိရကွာမြင်နေတယ်မှာတချို့ခါအဲ့လိုလူမြင်သွားရပြီ okay အဲ့ဂျင်းနဲ့အဲ့လောက်စကားဆက်ကျွန်တော်လည်းဒီ podcast ကို YouTube ပေါ်တင်မယ်လို့တော့အဲ့လိုတပတ်လောက်ကြာသွားပဲဘာအဲ့လိုကြီးကျယ်တော့မဟုတ်ပဲဒါပေမဲ့ဒီကောင်နဲ့ကျွန်တော်လည်းပြောပြတာအဲ့လိုဘလို့ YouTube ပေါ်ဘလို့ identity မျိုးနဲ့အဲ့လိုဟိုရှိကျင်တယ်ပေါ့လားစဉ်းစားအများကြီးပဲဒါပေမဲ့နောက်ဆိုအဲ့လို ID card ပုံလေးလို့
လုပ်ပြပါ yes မိုက်တယ်အခုတမ်းလေးတွေ့ရတယ်ဟာမိုက်တယ်အဲ့လိုပတ်တယ်အဲ့လိုလေးမိုက်တယ်အခုကသဘောကျအဲ့တွေ့ရော ID ကတ်လေးနဲ့တင်မှာတမ်းလေးမှာယူထည့်တာဒီကကြည့်လိုက်တာအဲ့လေအရေးကြီးရလေအဲ့ညီတို့ brand name ပဲတင် ဟုတ် ကိုဟိုအထာလေးနဲ့တော့မိုက် ကျွန်တော်အကြောင်းလဲအဲ့လိုတယောက်နဲ့သုံးထားတာchannel profile ဆိုအဲ့ခင်အောင်အဲ့လို dark pop အဲ့လိုတယောက်နဲ့ပဲ မိုက်တယ်မိုက်တယ် ကျွန်တော်စဉ်းစားကြအဲ့လိုတည်မှာအဲ့လို gas ကတယောက်နဲ့တယောက်အဲ့လို unique ဖြစ်တယ်ပေါ့ဗျာအဲ့လိုအဲ့ကြတော့ ID ဆိုရဲအဲ့လို concept ပေးနေတာအားကြောင့်လုပ်ပြပါကောင်းကိုရအတွေ့ကို YouTube လေးကြည့်တွေ့တမ်းလေးကြည့်လိုက်တယ်ဟာမိုက်တယ်ပတ်တန်လေးအဲ့လိုတဲ့မှာတွတ်နေသူရှိတယ်ကွာဟိုလိုမျိုးဒီတိုင်းတဲ့မှာ video clip တွေကတမ်းလေးယူတိုင်းတဲ့မှာ choose တယ်ဟိုတွေကနေပြန်ပြီးရွေးပြီးတင်တာမဟုတ်ဘူးတဲ့အဲ့ဒါမိုက်တယ်ကိုကြီးကသဘောကျတယ်အဲ့တော့မိုက်တယ်လို့ ကျေးဇူးပါဟုတ် thank you ရခဏကျွန်တော်လေးအကြောင်းပြောလို့တခုမေးခဲ့ဟိုကိုဟိုရှိရလေ my time is now အဲ့ဗီဒီယိုဆိုလုံးဝ thank you ဒီ underground rapper တောက်လို့ခေါ်တာအဲ့ဒါဘယ်လိုဖြုတ်သွားလဲပြောပြပါဦးအဲ့ဒါကတကယ်တော့ကိုပိုထက်ပေါ်မှာမင်းရတော့နော်ကိုပိုထက်ပေါ်ဟိုကဒီတချင်းကိုထက်ရတော့တချင်းနေအကုန်ပြီးသွားပြီတော့အဲ့လိုကိုကြီးတကယ်ကိုကြီးရဲ့ memory တိတ်မကောင်းကိုကြီးအဲ့လိုနာမည်တွေပိုင်းမှတ်မိတဲ့ယောဂရှိကိုကအဲ့လိုနာမည်မှတ်မိတယ်မေးအရမ်းမိတတ်တယ်ပြီးတော့အဲ့လိုတခါကျ memory ရဲ့ loss ဖြစ်သွားအဲ့ကိုပိုထက်နဲ့ moment အောင်တော့ကိုကြီးတော်တော်မေ့သွားပြီနည်းနည်းကြာသွားပြီပြောလေအဲ့တော့က detail တော့မပြီးတော့ဘူးအဲ့ကိုချင်းသူကအဲ့လိုအကြောင်းတိုက်ဆိုင်စကားပြောပြပြီးကိုလေးတချင်းပြချင်းပြောကျွန်တော်ရိုက်ချင်တယ်လို့တဲ့မှာကိုကြီးတချင်းနှောက်ထောင်နေတည်ရကွာဒါတကယ် generation တစ်ခုလုံးမှာပါတယ်ပါတယ်ပဲဆိုတော့အဲ့လိုမျိုးမိုက်တချင်းကလည်းကောင်းတယ်အကုန်လုံးကလည်း share ပဲဆိုတော့ကျွန်တော် video file မှာပါရင် music ကိုရိုက်ပြီးချင်တယ်ဆိုအဲ့လိုမျိုးကိုထန်းနဲ့ကိုကျိုးဒီ link နဲ့ဒီ music video collab လုပ်ဖြစ်တာအဲ့လုပ်ဖြစ်တော့အမှတ်တရလည်းရည်ရတယ်အဲ့ music ပြလုံး raw တော့အဲ့ဘာမှ prepare မရှိဘူး location ကအဲ့မြို့တော်ခမ်းမရှိမှာရိုက်ဖို့ပဲတစ်ခုပဲရှိရမြို့တော်ခမ်းမရှိရစူးလေဒါပဲညနေတော့စူးလေဖျားရှိပါဟူဒီဒီကတည်းကဘာအဲ့ raw အဲ့ဘယ်တော့ရည်ရလဲဆိုတော့အဲ့ shoot တွေကအဲ့ကိုကျိုးအဲ့ my time is now ကနောက်ဆုံးရအဲ့နေ့မှာကိုကျိုးလက်ကတစ်ဖွဲ့လုံးအဲ့ခုနကပဲကိုကျိုးတင်ငယ် DP PKO Arno တို့စကေတို့ကိုကျိုးအကုန်မှာဒီက my time is now အရှိရ2ရက်က shooting တကောင်းမှညမရသေးဘူး3ရက်ရှိအဲ့ music video ပဲတပုတ်ရိုက်တယ်နှစ်ပုတ်ရိုက်တယ်နောက်ဆုံးညဒီဒုတိယမြောက်ညမှာရိုက်တာဒီညပါကိုည2နာရီကွာဒီဒုတိယရက်ပေါ့ဒုတိယရဲ့ညမှာအကိုက shooting ကသွားတော့မယ်တစ်ဖွဲ့လုံးကလည်း shooting ကတယောက်တစ်ခု shooting တစ်ခုလည်းမဟုတ်ဘူးအကုန်လုံးတယောက်တစ်နေရာ shooting မတူဘူးအဲ့မှာကိုကြီးကအရင်ပြီးသွားပြီးတော့အိမ်ပြန်ပြီးဟိုလဲကျင်ကိုကြီးအဲ့မှာဖျားတာရက်သွားပင်မန်းရောပူရှက်ကိုပူတက်လာညာကိုပူတက်လာပြီးတော့ကိုကောင်းရလဲ shooting ကဘူးမှမလာသေးဘူးကိုကြီးတကောင်နဲ့ကဲဖျားမတက်နိုင်ဘူးအရှာတော်ကြီးပြေးသွားအစားတော်ကြီးအကျော်စီဆရာဝန်ကိုကူညီတောင်းပြီးကျွန်တော်တို့ရိုက်ကူးရေးရှိတာကျွန်တော်မသွားလို့မရဘူးမစ်ဆိုင်ကအုပ်လိုက်ကြီးစောင့်နေတာလို့ပြန်တော့စူးစိမ်မှာအုပ်လိုက်ကြီးမြန်မာတွေအုပ်လိုက်ကြီးစောင့်တယ်ဟိုကဒီမှာကြောက်ကြတယ်ဟိုကလည်းရှူတီကမပြီးသေးဘူးပြီးတော့တကောင်လေးပစ္စည်းတွေနဲ့အသေးအစားတော်ကြီးရဲ့ဝင်ပြီးလို့အစားတော်ကြီးခေါ်တိုင်းတော့အစားတော်ကြီးလာခဲ့လိုက်ရိုက်ချရောင်းလေးရောဆရာဝန်ကိုကြီးမထိုးပေးဘူးဟာတယ်မင်းနဲ့ဖျားတော့မဟုတ်ဘူးကျွန်တော်အကျော်စီသွင်းမှရမှာကျွန်တော်ဒါမရိုက်လို့မရဘူးအကုန်စီစဉ်ပြီးတော့ကျွန်တော်ပြောရတယ်ကျွန်တော်ကုညီပါဗျာတောင်းရပါဆိုပြီးအေးတဲ့ဒါမင်းတုံးဒီတိုင်းတော့လုံးတက်မှာဟိုဆရာဝန်လည်းပြထားမှာမဟုတ်ဘူးပလိန် MIT နဲ့ဝင်ပြီးအကျော်စီသွင်းနေတာပေါ့တဲ့အဲ့လိုသူကငါလိုတောင်းမှလည်းပြောဟိုဘက်အဲ့လိုကြည့်တရားပါလားကိုဆိုင်ကပူနေတဲ့မှာဟုတ်ပြီးကျွန်တော်အဲ့လိုမရဘူးတော့ဒါပေမဲ့ထိုးပေးလိုက်တော့အကျော်စီထိုးပေးလိုက်တာဟိုနိုင်ကွက်ဂရင်းမော်လှည့်ပြီးတန်းထားတိုက်စင်ကားပြီးဒိုးရတာဟိုရှူတင်အဲ့လိုပြောပြီးပြီးတော့မှဟိုကနေကြောက်ရောက်ချလာအဲ့ကြောင့်အမှအဲ့ဒါမှတကယ် raw ရှင်းတကယ် raw ရှင်းframe နဲ့ဘာမှတင်တာအုပ်လိုက်ကြီးချစ် on ဆင်းမှာ okay ဒီ frame သားမယ်ဒီပြီးတော့အကိုကဒါပေမဲ့ edit မှာတော့ဟိုနေရာတော့ရွေးပြီးပြီ edit ကိုအကိုအုံနောက်ထဲမှာ timeline ခွဲပြီးသားဘယ်လို taste သွား edit တော့ကိုကြီးခွဲပြီးသားပါလို့အဲ့လိုကို vision နဲ့ကို edit ကဘယ်လိုသွားမယ်ဆိုတာလောက်ထားတော့ music ကလည်းတည်နေဆိုတော့ရိုက်တဲ့ခါမှာမလွယ်ဟိုမခတ်တော့ပြန်โอเคဒီနားမှာလိုရဒါလိုရ frame လိုချိန်လိုက်လိုရမယ်ဆိုတော့ edit ကမြင်သွားပြီကွာ edit frame ရှိပြီးတော့ညံသွားဒီကအဲ့လည်းအဲ့လို experience ပေါ့နော်အခုရိုက်တာကြာပြီဆိုတော့ဟိုတချို့ကြာတော့လည်းခတ်မှာပေါ့နော်ဟ
raw ဆိုပေမဲ့ကိုကြီးကြောက်လည်းရိုက်တာကြာပြီ10နှစ်လောက်ရှိပြီဆိုတော့ experience မှာနော် experience ရအဲ့လိုကံကောင်းပါဘောနော်ကိုလည်းဒေချာရိုက်ပါညာဆိုတော့ကောင်းပါသွားပြီးတော့ black and white တပုံလုံးပြီးတော့ထုတ်ကြတယ်ဘွားမှာပထမဆုံးဆရာဝန်ဒူးထောက်ကြီးစီထိုးတောင်းရတယ်ကျော်စီသွင်းပေးပါတော့တိုင်းရရပါအဲ့လိုအဲ့ဖြစ်ပြကအဲ့လုံးဝမှတ်မှတ်ရရဘာလဲဒါပေမဲ့ပြီးတော့ဘော်ရိုင်းပြီးတော့ဒါထမိုင်းတိုင်းမှာတော့အကုန်ပြောကြပါအဲ့လိုပြောပြတယ်လို့တန်နေအောင်ကျော်စီတွင်းလိုက်ဆရာဝန်ကကျေးဇူးတော်မေးလို့မရဘူးကျော်စီတွင်းလိုက်တာသူသွင်းပေးလိုက်လို့တော့ငါဆရာဝန်မော်ပုံလေးပါလေတော့ကတော့ဆရာဝန်ကျေးဇူးပါအဲ့လိုတော့အမတ်တရားစဉ်းစားရအကျော်သေးမသွင်းမဲနဲ့ဟိုပါပဲ drip down line နဲ့ camera ကြီးကန်ရိုက်အောင်ဟိုတိတ်ကဟိုတက်တယ်ကြောက်ပြီကို rapper ကြီးတွေကြောင်ပြောင်းနေကြတယ်ကျော်သေးတန်းလိုက်တယ်လို့ရိုက်ရေးတယ်ကြောက်ပြီအခုဒီ local ကအဲ့လိုဟိုလက်ရှိလောလောဆို music video ရိုက်ဖြစ်နေတဲ့ဒီ writer ဟို explore ဘောင်းနဲ့ connection ရှိတာရှိရ explore ရခံနိုင်ဘူးလေ explore ခံနိုင် explore share ပါ explore share ပါ shout out ကိုပြောမရအောင် Rahan for life thank you for before type share yes share တော့ win လို့နဲ့လဲကိုကြီးသိတယ်အဲ့လိုအရင်တော့အဲ့လို win လို့နဲ့ဆိုလဲပြောပြတယ်အဲ့လိုကိုကြီး Evan လောက်ဖို့ဆိုပြီးပြောပြတယ်ပြီးတော့အချိန်ကြီးကြောင့်မလုပ်ဖြစ်ကြဘူးမလုပ်ဖြစ်ကြဘူးသူက win ရတော့ surround explore နဲ့ share ပဲသူတို့လည်းမိုက်တယ် share ပဲမိုက်တယ်win နဲ့ခင်တယ်ပြောပြတယ်တခါတည်းအခုသူတို့ထွက်ရတာ CD ဆိုပြီးတော့အဲ့လို Evan တဲ့အားပေးရအောင်မသူတို့မအားပေးရသေးဘူးမ win ခါတော့ကိုကြီးနားမထောင်ဘူးဒီမှာရိုက်နေရတယ်ကိုပြောလို့ဆိုသူတို့လည်းခက်3ခက်လောက်ရှေ့ပြေးနေတာဟိုခဏဟိုပြီးဝဲဟိုလို့ပြောတယ်ဟုတ်တယ်ဒါပေမဲ့အခုကြောက်ကွာနည်းနည်းပိုကောင်းသွားတာနောက်ပိုင်းဒီနောက်ပိုင်း generation ပေါ့နော်ဒီ Z နဲ့ Alpha ကလေးကြာနည်းနည်းမြင်လာတယ်ပို့ပြီးတော့ internet မှာမြင်တွေ့နေအောင်တင်ဒီကိအခုနောက်ပိုင်းကလေးကွာ music ကြိုက်တဲ့ကလေးဆိုကာဒီတို့တင်မှာအဲ့လိုမျိုးနိုင်ငံခြားကွာ US က rapper တွေပဲဖြစ်အဲ့လိုပြောကြတယ်သူတို့မသိရလို့မရှိတင်မှာအကုန်လုံးက internet ကအရင်ကဖြစ်နေတိနေကြပြီကွာ artist တွေတိနေကြပို့ပြီးတော့လှုပ်လို့ကောင်းတယ်ကွာတင်မှာအဲ့လိုကိုချိုးဟို lit တွေပါလှုပ်ခဲ့တဲ့အချိန်တော့ကွာမနိုင်ပြောရင်ရိုး R&B ရဲမှာကွာ R&B ကိုမကြိုက်တဲ့ brown တော့အဲ့လိုပုံစံမျိုးအဲ့လိုမျိုးပဲကြိုက်တဲ့လူတွေရှိရပါတည်ရမှာအဲ့လိုဒီဘက်ကိုပိတ်ပြီးအရင်က alternative တွေရင်းကြီးတယ်ဟိုအဲ့အချိန်ကဟုတ်တယ်အဲ့လိုဖြစ်ဒါပေမဲ့အခုကတော့ကောင်းသွားပါဟောကောင်းသွားပြီဆိုတာခြေနေပေါ်မူတည်ပြီးတော့ပဲတည်မှာဇွဲမလျှော့ပဲလောက်ရမယ်ဟာတခုပဲရှိဇွဲတော့လျှော့မရလျှော့လို့မရဘူးတည်မှာဇွဲကတော့တင်းလာမှရအဲ့လိုဘီကိုရို wing တို့လို့လုံးနေတချင်းဆိုတော့သူတို့ဘယ်လိုပြောမလဲဒီ wave တစ်ခုကိုသူတို့ကဖန်တီးနေတယ်ဗျတချင်းထုတ်တာတယ်ပေါ့ဗျသူဟုတ်တယ်အဲ့လိုသူတို့ကဘာအဲ့လိုဟာမျိုးတက်ရှိတယ်သူတန်နေရတယ်သိရနားတော်ကြီးဟုတ်တချင်းရောတင်မှာပြီးရင် explore ရတဲ့ video ရော aesthetic ရောအဲ့ကြည့်ရတာသိရပါတင်မလို့ universe တစ်ခုဖြည့်နေရမိုက်တယ်ကိုကြီးကအဲ့လိုမျိုးပိုပေါ်လာလေပိုကြိုက်တယ်ပဲဘာလို့ကိုကြီးကိုလုပ်တဲ့အချိန်တော့အဲ့လိုမရှိဘူးလေမရှိဘူးဆိုတာဟိုလိုမျိုးပြောတာမဟုတ်ဘူးကွာရှိရဆိုမှနဲတယ်ကွာနည်းနည်းကြီးချင်းအနေချင်းပဲရှိတယ်ပြီးတော့ audience ရမ်းမလိုက်ဘူးတရားအခုကကျတော့အုပ်လိုက်တယ်အဲ့လိုအုပ်တောင်းလာတကယ်ပြောအုပ်တောင်းလာပို့လို့ကောင်းအဲ့လိုကိုဗစ်မှာရိုက်ဘူးတဲ့ဟာဆို8 way fail ဆိုပါဦးလေသူတို့လည်းအရင်တည်းကဟိုဟုတ်တယ်ကြာပြီဟုတ်တယ်ဆက်ပါလို့ဟုတ်ဆိုလဲဟုတ်တယ်တို့ဆိုလဲကြာပြီခုလဲသူတို့ဆိုတော့သူဆရာရှိရတယ်လုံနေပါတော့ဒီချင်းဟိုခုတော့ခဏလုံနေကြတယ်သူတို့လဲလုံနေဆိုပေမဲ့အချိန်တွေပေါ်မူတည်ပြီးတော့သူတို့ plan နဲ့သူတို့ရှိမှာပေါ့ပြီးတော့ကိုကြီးကလည်းဒီဘက်ရောက်လာတော့နည်းနည်းလှမ်းသွားတော့လည်းပါတယ်တချို့ကျတော့လမ်းမမီတော့တည်ရမှာနည်းနည်းဝေးသွားတော့ကိုကြီးကကိုယ့်ကိုရှုပ်တာနဲ့ပါညီရန်ကုန်မှာဆိုရင်တော့ပိုကောင်းတာပေါ့လို့အခုနောက်ပိုင်းလည်းဒီ artist တော်များများဟိုနည်းနည်းဘယ်လိုပြောမလဲတက်နိုင်နေအဲ့လိုဘန်ကောက်မှာရိုက်ကြရပဲများလာဟိုမမေတို့ပါဟိုတခြားအဲ့ artist တွေ
yes ရန်ကုန်မှာရိုက်တာတော့ရတယ်ဒါပေမဲ့ဒီဘန်ကောက်ကောတဖြည်းဖြည်းနဲ့အဲ့လိုနေချေတာပဲပြောအောင်အဲ့လို ဟုတ်တယ်ပို့ပြီးတော့ဟိုဘန်ကောက်ကဒုတိယအိမ်လိုဖြစ်နေတာသိရမလားကိုယ်နိုင်ငံလူဖြစ်မှာနီးရနီးရသိရမလားဟုတ်လားလေရလာဆိုတော့ပြီးတော့ဟိုကွာသွားတယ်ဆိုတာဟိုကွာသွားတယ်ဆိုဘယ်လိုလဲဆိုတော့ production တွေပါကျတော့ artist တွေတိုင်းရိုက်မြန်မာနိုင်ငံမှာပဲရိုက်လို့မရဘူးရိုက်လို့ရတယ်ဒါပေမဲ့လို့ environment ပတ်ဝန်းကျင်နဲ့ vibe တွေသိရမလားအဲ့ဒါကွာသွားတော့ visual မှာတိတာ music video visual မှာ environment တခုပြောင်းသွားတဲ့ဟာကျတော့ environment ကလည်းပြောင်းသွားတယ်ပြီးရင်အခုဒီလို weather အစားကွာလို့ဟိုလိုမျိုးပြော temperature တွေ color တွေသိရမလားအပြင်ကတဘာဝအလင်းရောင်ကအစား taste ကကွာတယ်သိရမလားအဲ့လိုကိုယ်နိုင်ငံကနေလေခင်းမှာရိုက်တဲ့ပုံစံနဲ့ဒီဘက်မှာရိုက်တဲ့နေလေခင်းမှာရိုက်တဲ့ပုံစံနဲ့ vibe ကြီးကွာဆိုတော့ visually ကကွာလာလို့ artist တွေတော်များဖြည်းဖြည်းချင်းဒီဘက်မှာရိုက်နေကြတယ်နေလို့ရကြဂျေပါရဲ့ဟို stamina ဆိုဟိုကိုကျော်စင်စိုးရိုက်ပြီးတာဟုတ်တယ်ကျော်စင်စိုးနဲ့ခင်ဆိုတရားအတိုင်းလာလောက်တာတယ်ခင်ကိုယူဗစ်ကပဲဟုတ်တယ်သူက individual freelance လဲသူက brand တယ် family ပေါ့ဒီကအဲ့လို family အနေနဲ့တော့တူတူရှိနေတယ်ဒါပေမဲ့ကိုယ့် individual လဲကိုယ့်ကိုနာမည်နဲ့ကို brand ကြတယ်အဲ့လို brand တွေရတယ်ဘန်ကောက်မှာခွဲဟိုရုပ်ရှင်တွေပါရောကြည့်ရတယ်ကြည့်တယ်အားဟောက်စီအဲ့လိုဘယ်လိုဟာမျိုးကြီးကြည့်ပြတာများဘယ်လိုဟာမျိုးကြီးကြည့်ရအခု trailer တို့ suspense ပြီး sci-fi အခုကtrailer suspense sci-fi အဲ့ဘက်တွေများတယ် drama ကြည့်ရတယ်နည်းနည်းအဲ့လို drama ကြည့်ရတယ်နည်းဟိုဟာကိုကြိုက်ပြင်ရလို့ A24 ကားရည်ကောင်းတယ် A24 က A24 ကကောင်းတယ်ရုပ်ရှင်တွေဆိုပြီးတော့ပြီး Apple လည်းကောင်းတယ် Apple TV ကဟိုဟာ series show တွေလည်းမိုက်တယ်အဲ့ကြည့်ပြတယ်ဘာလို့ရုပ်ရှင်တွေရော direction နဲ့ရည်ရွယ်ချက်တွေများရှိလာဗျာရှိမလားလို့ short film ပါ short film ပါရှိရ short film ကတော့ရှိအဲ့လိုကိုကြီး short film ဆိုတာချက်ကိုကြီးစဉ်းစားထားတဲ့ဟာတခုရှိအခုတော့ script ရေးနေ state ပဲရှိသေးတယ်script ရေးနေ script ရှိရလာနည်းနည်းကြာဘယ်တော့မှတော့မသိဘူးကြာအဲ့ visual up film ပုံစံမျိုးဖြစ်ဖို့များတယ်ဘာလို့ content လေးတွေလည်းပါတယ်ကြာအဲ့လိုလေးတွေပါ visual up film ပုံစံမျိုးမှာအပိုင်းလေးနေလားရှိတယ်ဟုတ်ပြီအဲ့ကြာအောင်ဟိုမှာ script ရေး state ပဲရှိတယ်ဈေးနေရုပ်ရှင်ကတော့ yes နေပြော sorry ပြောရရုပ်ရှင်ကတော့ကိုကြီးရုပ်ရှင်ရိုက်ဖို့တော့အရင်တိတ်မပသေးဘူးစိတ်ရုပ်ရှင်ရိုက်ဖို့ဒီ music ကိုအခုကိုယ်တိုင်းလည်းကိုယ့်ကိုယ်တစ်ခါကျအဲ့ music ကိုအခုပို့ပြီးယူသွတ်တာများတယ် music နဲ့ပတ်သက်ပြီးလောက်ရတဲ့ relate ဖြစ်တဲ့အရာအကုန်လုံးကိုလုပ်ချင်တယ်အဲ့လိုပို့ပြီးဒါကိုပို့နှစ်သက်တာကိုကြိုက်ဒါနဲ့ပြအောင် yes ကိုရိုက်တာဟာ trash art oh shit thank you စောင်းလေးပါလားရိုးစားဟုတ်တယ်ဒီတပုံဟာတော့ရိုက်ပြီးတာဒီနဲ့တပုံနဲ့ ဇီနိုပြတော့ကျွန်တော်ဒီရောက်နေရောကတိုလေးတော့ကတိုကမကတိုးပါတစ်နှစ်ကျော်ပါအဲ့တော့ဇီနိုစမကတိုးပါဘယ်ရောက်ကျော်နေအဲ့လိုခုနကဆိုအကိုအဲ့လို trash နာမည်နဲ့တောင်းရတယ်အဲ့လို Jason Slade ကအကိုအဲ့လိုနာမည်လေးအကိုအဲ့လိုနာမည်လေးခွဲတောင်းရတော့ကြိုက်တယ်ထဲမှာပါတယ်အဲ့လိုအငိမ့်မနေတာတည့်ရနာမည်တကူလေးနဲ့အဲ့လိုကိုလုံးတဲ့ဟာပေါ်မူတည်ပြီးတော့နာမည်လေးကိုခုနက AK trash Jason Slade ဆိုရင်ရောအဲ့လိုပို့ပြီးတော့တီးပြီးတော့ဒီလို client music video လိုမျိုးပို့သွားရမယ်ဒီလိုဟာကြီးကြတော့အကိုအဲ့လို Jason Slade ရဲ့ influence မပါခြင်းကျွန်တော်ကအဲ့လို character နောက်တစ်မျိုးနေနေတက်အားနဲ့ပတ်သက်တဲ့ဟာလေးအဲ့လိုမျိုးတက်အဲ့လိုမျိုးသွားခြင်းဆိုတော့အဲ့ဟုတ်
Treasure ကြတော့အကိုဒီအဲ့လိုဓာတ်ပုံဘက်ကိုအဲ့လိုနာမည်တက်ပေးတာလို့ ဓာတ်ပုံပဲမဟုတ် treasure ကအခု video မှာလည်းပါခုနကပြောဟို short video ဘာတွေမှာလည်း treasure ဖြစ်သွားတာအဲ့လိုမဲတတ်တပုံလေး short film ဆိုမှအဲ့ခုနအဲ့ covid တုန်းကဆိုအဲ့လို watan film လို့ပါတော်အဲ့လို covid တွေခုတည်းရမဖြစ်ခင်အခြေအနေတခုကိုရောက်နေလောက်ပြီမြန်မာနိုင်ငံရဲ့ဒီအဲ့လို film တွေရော industry ဟုတ်တယ် စေကောအကုန် ဟုတ်တယ် contemporary culture ပေါ့ချုပ်ပြီးပြော culture ပို့ပြီးတော့ develop လည်းဖြစ်လာမှာတင်ပါလူတွေကောင်းလည်းပို့ပြီးဒါတွေဖြစ်လာဟိုတော့ချင်းနေလေးဖြစ်တော့ပါ ဖြစ်တော့ပါဒီတိုင်းချင်းရစရာ ဟိုဘက်မီးပြတ်နေဟိုဘက်မီးပြတ်ဒီတိုင်းကျင်းနေစရာရမင်းပါချာမေးစရာရှိတယ် ရှိတာ AC ရတယ်နော်ပြီးတော့ကိုကြီးလည်းခဏနေပါညာရှူတင်ပြေးရရှူတင်ပြေးပါတော့မိုးကဖြတ်ရအပြင်မှာ အဲ့ raw shit ဘောကွာလေကိုပြော raw shit ရိုက်မှာအောက်တော့ပြန်ပိုးရဒီညဝယ်တာကြည့်တော့ညမှရွာမယ်ဆိုအခုဖြတ်ရ ကြောက်ပြီ ဒီမှာရွာသေးခြင်းနဲ့ပူလို့ ပူတယ်ဟုတ်ရန်ကုန်မှာလည်းတော်တော်ပူတယ်လို့ ဟုတ်တယ် ဒီမှာလည်းပူတယ်လို့ဖန် အခု shooting ကကြတော့ကိုဟိုဘာရိုက်တဲ့ဟာပြောလို့ရတယ် အခု shooting ကကြာတော့ Bollywood Bollywood ဟုတ်တယ်ပြောလို့ရပါဘူး Oh shit Bollywood ဒီတိုင်း official video ပုံစံနဲ့သွားပါ music video တွေပါရော official video ဆိုပြီးပဲသွားမှာ အော် music video လားဆိုလည်းမဟုတ် ဒီ Bollywood video ကြောင်းရနော် okay ပါ အေးပါ ကျွန်တော် wrap up လုပ်လိုက်အောင်လားဗျ podcast ဆိုတာ yes ချာပါမေးစရာရှိတယ်မင်း မေးကြတော့ကိုဘာများအဲ့လိုနောက်ဆုံးအနေနဲ့ပြောချင်တာဖြစ်ဖြစ် plug လုပ်ချင်တာဖြစ်ဖြစ်ဘာများရှိဘူးဘာပြောရမလဲမသိ နေတိုင်းကျင်းနေစရာရော ဒီတဲ့ကျင်းနေစရာကြီးလား အဲ့တော့ဟုတ်လေပြောချင်ပြောပါ ဒီတဲ့ကျင်းနေစရာကြီးပါလူသားတို့ ကြောက်ပြီ ဟိုအပိတ်လေးပေါ့နော် thanks for having me ကိုကြီးကို invite လုပ်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီနောက်ပိုင်းမှာလည်းပို့ပြီးတော့လုံးနိုင်ပါစေလို့ဆုတောင်းမိပါတယ်ပြီးတော့ ကျေးဇူးပါဗျာ အများကြီး energy ကောင်းကောင်းလေးနဲ့ energy အပြည့်နဲ့အများဒီဟာတွေကိုဆက်လုပ်နိုင်ပါစေလို့ထပ်ဆုတောင်းမိပါတယ်ပြီးတော့ကြည်နေတဲ့ဘယ်လိုပြောမလဲဒီ podcast တွေကြည့်ဖြစ်တဲ့ဒီ episode တွေအပြီးကြည့်ဖြစ်တဲ့လူဆိုရင်လည်းနောက်ပိုင်းညလည်းကြည့်ပေးပါအောင်ဒီ podcast ကနေပြီးတော့ကိုသိချင်တဲ့အရာတွေမသိတဲ့အရာတွေအများကြီးသိပြီးသားအရာတွေအများကြီးမြင်တွေ့ကြားမှာဖြစ်ပါတယ်။သူစိဘယ်လိုပြောအောင်သိ။မပြောတတ်ဘူး။ အဲ့လို အဲ့ဒါအသိစိတော့ကျတော့ဆွတ်ထိုက်ရွာဘယ်လိုပြောပြောလိုက်ဒီလိုပဲ ကိုလည်းရရရောကြည်ဗျာကိုကြည်ကျေးဇူးပါဗျာ သူစိကိုလည်းအားပေးပါဦး ကျေးဇူးပါ thank you for the shout out ကျွန်တော် recording လေးရလိုက်ပါဦး